အိမ်တအိမ်မှာအဖေရဲ့အမေရဲ့သားတွေသမီးတွေရဲ့ရှိတယ်ဘသူအရေးကြီးဆုံးတော့ပြောမယ်အဖေအရေးကြီးတယ်ဟဲ့မဟုတ်ဘူးအမေအရေးကြီးတာမဟုတ်ဘူးကွာအနာဂတ်အတွက်လူငယ်တွေကအရေးကြီးတာကွာလို့အမျိုးမျိုးညှင်းခုန်နိုင်တယ်၃ယောက်လုံးအရေးကြီးကြအောင်ကျွန်တော်ပုံပြင်လေးတွေနဲ့ပြောကြည့်ဟုတ်တယ်အိမ်တအိမ်မှာအဖေအရေးကြီးတယ်လို့အမေလည်းအရေးကြီးတယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဖေတွေကနေရာတကာမှာခေါင်းဆောင်မှုဘူးနော်ရှင်အောင်ချလိုက်တာနဲ့နောက်လိုက်ဖြစ်သွားကြတာဒီတော့ရှင်အောင်နဲ့ကမိန်းမတရောင်နဲ့တွက်ပြီးမြောက်ပေးသမျှတို့ပေးသမျှနဲ့ဘဝပြတ်သွားတဲ့ယောက်ျားတွေလည်းအများကြီးပဲဒါနဲ့ပတ်သက်လို့ပုံမြင်လေးတစ်ပုဒ်လောက်ကျွန်တော်ပြောပြခြင်းတယ်ဗျပုံမြင်လေးနာမည်ကမျိုးစေ့တခါလုံးကတဲ့ဟိုးရှေ့တုန်းကပေါ့ဒီဘက်ခေတ်မဟုတ်ဘူးဟိုးရှေ့တုန်းကဘယင်ကြီးတစ်ပါးရှိတယ်အဲ့ဒီဘယင်ဆိုတာထုံးစံအတိုင်းမိန်းမတော်ရှိမှာပေါ့5 6 6 9ယောက်ရှာပါသားတော်လေးတစ်ပါးပဲမွေးဖွားတဲ့အဲ့ဒီသားတော်လေးကထာရသ18ရက်ကို तू ဘယ်လိုပဲသင်ကြားတတ်မြောက်ပြီမဲ့ तू ဝါသနာပါတာကစာဖတ်တာနဲ့ပန်းပင်တစ်ပင်စိုက်တာဝါသနာပါတာသူ့အသက်အစိတ်လောက်ရောက်တဲ့အချိန်မှာသူ့ရဲ့ဖခင်တော်ကလည်းအသက်ကကြီးသူ့သားကိုအိမ်ရှိဥပယာစာအဖြစ်ထားပြီးတော့ထီးနှန်းကိုလွှဲပေးခြင်းမိဒီသားလေးကိုခက်တာသူ့သားမှာကျင်ရတော့ဇနီးမယားမရှိတော့သူ့သားမိန်းမယူမှသူ့သားမှာမိဖုရားရှိမှဘယင်ဖြစ်ရမှာဆိုတော့သူ့သားကိုမိန်းမယူဖို့အတွက်သူ့ဖခင်တော်ကိုယ်တိုင်ခုနှစ်ပြည်တောင်ကမင်းသမီးတွေနဲ့ဆက်ဖို့ကြိုးစားတယ်အဲ့ဒီလိုကြိုးစားတဲ့အချိန်မှာသားတော်လေးကသူ့အဖေကိုသူ့ရဲ့နန်းရင်ပြင်မှာပဲရှောက်ထားတယ်မှန်လားပါအရှင်ဗျာသားတော်အတွက်ကျင့်ရတော့သားတော်ကိုယ်တိုင်ရှာပါရစေမဟုတ်ဘူးငါရဲ့မူးတွေမတ်တွေနဲ့တိုင်ပင်ပြီးသားမင်းအတွက်တင့်တော်မဲ့ကျင့်ရတော့ငါတို့ရှာပြီးပြီမှန်လားပါအရှင်ဗျာသားတော်ကိုယ်တိုင်ရှာပါရစေမဟုတ်ဘူးမူးတွေမတ်တွေနဲ့ငါတို့ကတိုင်ပင်ပြီးပြီအရှင်ဗျာအမှန်တိုင်းပြောပါရစေမူးမတ်ဆိုတာမြန်မာစကားအစ်စ်ပါဗျာမှုဆိုတာအကြည်အမှုမတ်ဆိုတာတက်မတ်အောင်ဆောင်ရွက်ပေးရသူပြည်သူနဲ့ဘရင်အကြားပြည်သူခံစားချက်တွေကိုမှန်မှန်ကန်ကန်တက်မတ်ပြောဆိုတင်ပြရတဲ့တတ္တိရှိသောအကြည်အမှုကိုမူးမတ်လို့ခေါ်တယ်အခုဖခင်ကြီးတော်ဘေးနားမှာရှိတဲ့မူးမတ်တွေကအဲ့ဒီလိုမူးမတ်အစ်စ်တွေမဟုတ်ဘူးတကြမပြေလို့ခေါ်တဲ့မူးမတ်တွေနဲ့တူနေတယ်ဒါကြောင့်မို့လို့အဲ့ဒီမူးမတ်တွေကိုသားတော်မတိုင်ပင်တော့ဘူးသားတော်စီမံထားတဲ့အစီမံကိုဖခင်ကြီးတော်အချိန်တိုင်းသိပါလိမ့်မယ်မင်းဘယ်လိုစီမံတာတော့ဖခင်ကြီးတော်လေ့လာပါဒီလိုနဲ့မှတ်ကောင်းအောင်တကူလာပြည့်နေမှာတကူလာပြည့်နေမတိုင်ရင်မောင်းချင်းနဲ့လက်ခတ်ထားတယ်ဤတိုင်းပြည်ရှိရှင်ဘုရင်ကြီးသားတော်အိမ်ရှိဥပယာစာသည်မကြာခင်မင်းလျောင်မင်းလျာအဖြစ်ဘယင်အဖြစ်ထီနန်တက်မည်ဖြစ်သောကြောင့်ဘယင်အတွက်မိဖုရားတစ်ပါးကိုရွေးချယ်မည်ဖြစ်သည်မိဖုရားဖြစ်လို့သူအမျိုးသမီးတိုင်းသည်အသက်18နှစ်ပြည့်ပြီးအပျော်စင်စစ်ဖြစ်ရမည်အိမ်ရှိကိုတော်လေးအစီအမံကိုလာရောက်၍တကူလာပြည့်နေတွင်ယူနိုင်သည်အဲ့ဒီနေလေရောက်ကောဒီတိုင်းပြည်အပြင်ကျန်တဲ့9ပြည်တော်ကမိန်းမတွေပေါ့မိန်းမတော်များများလဲဘယင်ကတော်ဖြစ်ချင်တာဟုတ်ဗျဝေကောင်းဆလာတွေဝေကောင်းဆလာတွေဝေပြီးတော့ကိုတော်လေးရှေ့ကိုသွားတဲ့ကကိုတော်လေးကဟိုးအဝေးမှာရှိတဲ့ပန်းအိုးလှလာလေးကိုယူဟောဒီရှေ့မှာရှိတဲ့မြေစီလာကိုမြေစီကိုထက်မြေစီနှုံးမြေပေါ့ဗျာမြေစီထက်ဟိုးခလန်းလန်းမှာရှိတဲ့ပန်းမျိုးစေ့ကိုယူလက်နဲ့နိုင်တဲ့လောက်ယူပန်းကိုစိုက်ခဲ့တရင်ကျွတ်လာပြင်းနေကြရင်တော့ပွင့်နဲ့ပန်းနဲ့အတူတူဒီကိုပြန်လာရမယ်အချိန်ဘယ်လောက်ပေးတော့တကူလာပြရတရင်ကျွတ်လာပြဆိုတော့6လပေးထားတာမိမတွေလေးပန်းအိုးလေးကိုယူမြေစီကိုထက်မျိုးစေ့ကိုထက်အိမ်ပြန်သွားပြီးပန်းပြိုးကြတာသူတို့ကကိုတော်လေးကပန်းစိုက်တာဝါသနာပါတော့လေ့လာပြီးသားဒီကိုတော်လေးဘယ်ပန်းကြိုက်တယ်ဆိုတာသိတဲ့အတိုင်းပဲအဲ့ဒီမှာရှိတဲ့ဥယျာဉ်ဆောင်နေရလဲဟုတ်ပြီလားဒီဘယင်လေးဒီကိုတော်လေးဘာကြိုက်တယ်ဆိုတာကိုလှုပ်ထားပြီးသားအပေးယူလှုပ်ပြီးပြောထားပြီးသားအကုန်စိုက်ကြတာဒါနဲ့တရင်ကျော်လာပြင်းနေလဲရအောင်ကောခုနေကစရင်အတိုင်းမင်းကလေးတွေကပန်းအိုးလေးတွေကိုဘာလုပ်ပြီးတော့ရွက်ပြီးပန်းလေးတွေပွင့်လို့လာကြတာအဲ့ဒါကိုကိုတော်ကသူ့ကိုယ်တိုင်မှတ်တမ်းတင်တာတယောက်ချင်း
မှတ်တမ်းတင်တယ်ပန်းနေရလှလိုက်တာဘယင်ကြီးကလည်းသူ့သားဘာလုပ်နေလဲပေါ့အဲ့ဒီလိုမှတ်တမ်းတင်နေရင်းနဲ့မိမပေါင်းကလည်း5-6တောင်းလောက်တော့ရှိမှာပေါ့အဲ့ဒီထဲမှာထူးထူးဆန်းဆန်းမိမငယ်လေးရတော့ငိုပြီးတော့ပန်းအိုးလေးကိုဂရစ်ကိုခြီပြီးလာတာအပင်မပေါက်တဲ့ပန်းအိုးရဲ့မြေကြီးရဲ့ပါတယ်အပင်မပါဘူးကိုတော်လေးရှေ့ရောက်တော့ငိုပြီးလျှောက်ထားတယ်မှန်လားပါကိုတော်လေးအင်းရှိကိုတော်လေးကျမလည်းကျွန်တော်မျိုးမှလည်းပြိုးတာပဲစိုက်တာပဲဘယ်လိုမှအပင်မဖြစ်တာကျွန်တော်မျိုးမြောက်တတ်ရှင်လဲတတ်ပါထားရင်လည်းနေရမှာပါကဲမှတ်တမ်းပေးပြန်ဒီလောက်မိမအများကြီးထဲမှာဒီမျိုးသမီးတယောက်ပဲအပင်မပေါက်တာပြန်ညဒါနဲ့တစောင်းမောင်းလှပြင်းနေမှာနန်းသိမ့်ပွဲချင်းပါမှာဘယင်ကြော်လဲတခါတည်းရွေးချယ်မယ်တင်မြောက်မယ်နန်းသိမ့်မှာမိမတွေအားလုံးရင်ခုန်တာပေါ့သူများဖြစ်မလားငါများဖြစ်မလားဝေကောင်းစလာတွေနဲ့ပေါ့အဲ့ဒီအချိန်မှာရင်ထိတ်နဲ့မျောနေရင်းနဲ့တဝန်လွာထွက်လာတယ်ဘသူ့ကိုရွေးချယ်လိုက်လဲဆိုတော့ပန်းအပင်ပြောတာအပင်လုံးဝမပေါက်တဲ့မိမကိုရွေးလိုက်တာဘာလို့ရွေးတာလဲမိမတွေကမကျင်တတ်ဘူးဒီဘယင်ယူနေပြီငါတို့လိုပန်းလာပွင့်တာကြတော့ तू မရွေးဘူးအပင်တောင်မပေါက်တဲ့အမြုံမှရွေးရသလားဘယင်ကသိတယ်ဘယင်ကဒီလိုအတင်းပြောမှန်းသိတော့အဲ့ဒီနေ့မှာပဲဒီဘက်ကလို့ဆိုသတင်းစာရှင်းလင်းပွဲပေါ့ပရိသတ်ရှင်မှာစကားတစ်ခွန်းပဲပြောတယ်အားလုံးမှတ်ထားကြဒီတိုင်းပြည်မှာငါဘယင်ဖြစ်တဲ့အချိန်ငါတဲ့အရေးကြီးတာငါယူမယ်မိမပဲနင်တို့လိုသစ္စာမရှိတဲ့မိမတွေငါရွေးလို့မဖြစ်ဘူးနင်တို့မသိအောင်ငါစီမံထားတာရှိတယ်နင်တို့ယူသွားတဲ့မျိုးစေ့တွေအားလုံးကိုရင်တွင်းစူစူထဲမှာ9 နာရီလောက်ပြုတ်ထားပြီးသားအပင်ပေါက်စရာအကြောင်းမရှိဘူးအပင်ပေါက်တဲ့မိန်းမတွေကသစ္စာမရှိတဲ့မိန်းမတွေအဲ့ဒီလိုသစ္စာမရှိတဲ့မိန်းမတွေကိုသာဘယင်ကြော်မိဖုရားနေရာမှာတင်မြောက်လိုက်လို့ကတော့တိုင်းပြည်ကြီးပြတ်သွားမှာပေါ့တဲ့ဒီအမျိုးသမီးကတော့သစ္စာရှိတယ်ဒီလိုအမျိုးသမီးသာဘယင်ကြော်ဖြစ်ထိုက်တယ်အဲ့ဒီလိုအမျိုးသမီးရှိရင်တိုင်းပြည်တာယာငြိမ်းချမ်းမယ်ဒါကြောင့်အိမ်တဲ့အိမ်မှာအဖေနဲ့တန်းတူအမေတွေကလည်းအရေးကြီးတယ်အမေတွေတောင်နဲ့တွက်လို့အမေတွေပုတ်တုပြောလို့ဘဝပြက်နာမည်ပြက်ဘဝသေးသွားတဲ့လူတွေလောကကြီးမှာလက်ညှိုးထိုးပြလို့ရပါတယ်ဒါဖြစ်ရင်အဖေတွေရောအရေးမကြည့်ဘူးလားကြည့်တာပေါ့အဖေရေးကြီးကြောင်းကိုတော့ကျွန်တော်ကကိုရွေ့ဗျကျွန်တော်ကမန္တလေးသားမန္တလေးပလဲငွေရောင်ရက်158ခွက်နမ်းမတော်ဝင်းမှာမွေးတဲ့ကောင်ဖယနီဖယအနောက်ဘက်ကကျွန်တော်နေတဲ့ရက်ကွက်နဲ့မန်းလေးတို့တပြပေါ့ဒီကဆိုရင်တော့ဒီတန်လန်းလောက်ရှိမှာပေါ့မျိုးမြင့်ရုပ်ရှင်ရုံဆိုတာရှိတယ်ကျွန်တော်ကငယ်ကရုပ်ရှင်အရန်ကြည့်ချင်တာကျွန်တော်တို့အရက်ထဲမှာလဲရုပ်ရှင်သိပ်ကြိုက်တဲ့ဒေါ်ခွဲကြီးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းကအစိုးတော့အတန်တဲရုပ်ရှင်ခေတ်တွေမှာတချင်းတွေပါလေနောက်ကနေပြီးလိုက်ဆိုပေးရတဲ့အမျိုးသမီးသူကဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာမျက်လုံးနှစ်ဖက်စလုံးကွယ်သွားတာဒါပေမဲ့သူကအစိုးကောင်းအကကောင်းမန္တလေးတကြံမှာဆိုရင်သူကအကတင်ပေးရတာမျက်လုံးမမြင်ပေမဲ့သူကတင်ပေးရအဲ့ဒီအမျိုးသမီးကမျက်လုံးသာမမြင်တာရုပ်ရှင်သိပ်ကြိုက်တယ်သူကရုပ်ရှင်မင်းသားညွန့်ဝင်းကားကိုအရန်ကြိုက်တယ်ကျွန်တော်ကရွှေဘာကားကိုကြိုက်တယ်ဒါပေမဲ့သူနဲ့ကျွန်တော်ဘလို့သဘောတူညီချက်ယူလဲဆိုရင်ကျွန်တော်တို့ရှိရအဲ့ဒါလို့အတော်အရွယ်ကိုအကြီးလို့ခေါ်တယ်ဒီမှာတော့အတော်တို့အန်တီတို့ခေါ်ဆိုကြအကြီးလို့ခေါ်တယ်အကြီးကြိုက်တဲ့ညွန့်ဝင်းကားကိုကျွန်တော်လိုက်ကြည့်ပေးရင်ကျွန်တော်ကြိုက်တဲ့ရွှေဘာကားကိုလည်းအကြီးကလိုက်ကြည့်ပေးရတယ်သူကမမြင်ရပေမဲ့ကျွန်တော်ကညွန့်ဝင်းရဲ့ပုံစံတွေဝတ်ပုံစားပုံတွေမြင်ရတဲ့မြင်ကွင်းကိုကျွန်တော်ဘာသာပြန်ရတာသူကအတန်နဲ့နားထောင်တာညွန့်ဝင်းကားကိုတအားကြိုက်တဲ့အမျိုးသမီးသူနဲ့ကျွန်တော်နဲ့အမြဲစကားများတာရှိတယ်သူကညွန့်ဝင်းကိုမမြင်ဘူးတော့သူ့ညွန့်ဝင်းကိုချောသလားလို့သူကအရန်သိချင်တာကျွန်တော်ကလည်းကလေးပြီလိမ်မပြောတတ်ဘူးညွန့်ဝင်းကြီးကဗျာမိတ်ကပ်တင်အချောက်ကြီးနဲ့တူပါတယ်ဗျာကျွန်တော်အဲ့လိုပြောတာအမြဲတမ်းကျွန်တော်ရွှေဘာမှာလက်မောင်းတုတ်နေ့ရွှေဘာရုပ်ချမ်းကြီးပါဟဲ့ကျွန်တော်ကရွှေဘာကိုဘာလို့ကြိုက်လဲဆိုရွှေဘာကအမှန်တရားဘက်ကယက်တည်တယ်အားနေတဲ့ဘက်ကယက်တည်တယ်မဟုတ်တာမလို့လို့ကျွန်တော်ရွှေဘာကိုကြိုက်တာအကြီးတို့ကတော့ချောတာကိုကြိုက်တာအဲ့ဒီလိုညွန့်ဝင်းကကြည်တိုင်းကျွန်တော်ကလိုက်ပြကျွန်တော်တပတ်ကို3ခါလောက်ရုပ်ရှင်ကြည့်ခဲ့တာခြားတိတ်တုန်းကကျွန်တော်မှတ်မိပါတယ်3တန်း4တန်းကျောင်းသားဘဝဖြစ်မယ်ဒီလိုနဲ့ຫນွေရာသီကိုရောက်တော့
ရုပ်ရှင်မင်းသားညွန့်ဝင်းရဲ့ဂျော်လီဆွေရဲ့ဝါဝါဝင်းရွှေရဲ့ကမန်းတီတာဥယျာဉ်တွေကိုရုပ်ရှင်လာရိုက်ကြတာအကြီးကကြည့်ကျင်တဲ့လိုက်ပို့သလိုစိုက်ကားကြီးနဲ့ငားပြီးလိုက်ပို့တာအဲ့ဒီခေတ်က26ဘီလန်ဒီလိုပုံစံမဟုတ်သေးဘူးအဲ့ဒီမှာဓာတ်ဆက်ယုံတို့ဓာတ်စီဆိုင်တို့ဘာလို့ရှိတယ်မန်းတီတာဥယျာဉ်တွေကိုတွားပြီးတော့ပြတော့မျက်လုံးမမြင်တဲ့အကြီးကသူတိတ်သိချင်တာကညွန့်ဝင်းချောသလားကိုသိချင်တာသူမဲတိုင်းကျွန်တော်ကမချောဘူးကြီးပြောတော့ကျွန်တော်နဲ့သူနဲ့စကားများနေတာကြီးကိုရုပ်ရှင်ရိုက်တဲ့အဖွဲတွေကကြားတာဗျကြားတော့ဂျော်လီဆွေကြီးကရောက်လာတာရှူတယ်စကားမပြောနဲ့ရုပ်ရှင်ရိုက်နေတယ်တဲ့ကျွန်တော်ကလည်းကလေးပြီဟုတ်ကဲ့မပြောဘူးခမရလို့ကျွန်တော်အကြီးကညွန့်ဝင်းပိတ်သက်ပါလို့ခေါ်ပေးပဲခေါ်ပေးမယ်ငင်းငင်းနေဆိုကျွန်တော်ရုပ်ရှင်ရိုက်တာအစာဆုံးကြည့်ရတာပေါ့မီတို့မှန်တို့ပင်တာရုပ်ရှင်မင်းသားညွန့်ဝင်းကတော်ပါတယ်ရုပ်ရှင်လည်းရိုက်ပြီးတော့ကျွန်တော်နားကိုရောက်လာရောက်လဲလာအမေညွန့်ဝင်းရောက်ပြီလဲပြောအကြီးညွန့်ဝင်းရောက်ပြီလဲပြောရောကျွန်တော်အကြီးမျက်စိမမြင်တဲ့အကြီးကညွန့်ဝင်းဘလို့တော်ကြောင်းချောကြောင်းလှကြောင်းဘန်ဒိုလူလေးနဲ့သူစားမဘလို့တရုပ်ဆောင်ကောင်းကြောင်းသူကတအားပြောတော့ညွန့်ဝင်းကသဘောကျတာဘောကောင်းတာပြောတော့ကျွန်တော်ကလည်းသူပြောလေရင်ထဲကမချင်နဲ့လေသူရွှေ့နာကျွန်တော်ကသိတာဟုတ်ဗျဒါနဲ့ကျွန်တော်ကပြောရတာကျွန်တော်လည်းအကွက်ချောင်းနေတာကျွန်တော်ကလည်းကျွန်တော်အကြီးကိုကျွန်တော်ကပညာပေးခြင်းနေပြီအဲ့ဒီခါမှာ तू ကစကားတခွန်းပါပြောလဲဆိုတော့ငါမြီးလေးကလိုက်ပို့လို့ငါမင်းလာတွေးလို့ရတာတဲ့ဆိုတော့ကျွန်တော်ကလည်းအကွက်လဲဝင်ရောတန်းပြောတာကျွန်တော်အကြီးကဒုတိယကဘာစစ်တာမျက်စိနှလုံးလုံးကွဲနေတာမမြင်ရဘူးဗျလို့ဆိုတော့အဲ့ဒီမှာဂျော်လီဆွေးရအံ့ဩသွားတာဟာမျက်လုံးမမြင်တဲ့မိန်းမမင်းကိုကောင်းတယ်ချောတယ်ပြောတာအံ့ဩစရာပဲဟာနဲ့ရီတာအဲ့ဒီလိုရီတော့ကျွန်တော်အကြီးကမခံဘူးဗျဟဲ့နင်အဲ့လိုမရီပါနဲ့တဲ့ညွန့်ဝင်းကိုငါမမြင်ရပေမဲ့သူ့အဖေရွှေမန်းတင်မောင်ငါမြင်ခဲ့ရတယ်ဟဲ့သူ့အဖေရွှေမန်းတင်မောင်တိတ်တော်တိတ်ကောင်းတိတ်လေးစားစရာကောင်းတာအနုပညာအားအပြည့်အစိုးအငိုအလွန်ကောင်းအမလေးသဘောကောင်းမနှောကောင်းတရားစိတ်ကလည်းရှိဘာသာတရားလည်းလေးစားအဲ့ဒီလိုတိတ်တော်တဲ့အဖေရဲ့သားလည်းသူ့အဖေလိုပဲတော်မှာပဲပေါ့တဲ့အဲ့ဒီအချိန်မှာဂျော်လီဆွေကြီးကသူကြီးတာကိုရပ်ပြီးတခွန်းနဲ့သူပြောတာအော်လက်စာတတ်တော့အဖေကိုချစ်ရင်သားသမီးတွေကိုလည်းပြည်သူကချစ်တကိုးဗျာကျွန်တော်ရင်ထဲမှာဒင်းကနေဝင်သွားတယ်အဖေကိုချစ်ရင်သားသမီးတွေချစ်တယ်ဆိုတော့ဟာကျွန်တော်တို့အဖေတွေစဉ်းစားဖို့ကောင်းနေတော့ကျွန်တော်တို့ကအချိန်တိုင်းသေမှာကျွန်တော်တို့သားသမီးတွေကိုလူပုံလဲမှာထားခဲ့ရမှာကျွန်တော်တို့ကိုချစ်ရင်ကျွန်တော်တို့သားသမီးတွေကိုလည်းချစ်တယ်ဆိုတော့ကျွန်တော်တို့မျက်လုံးနှလုံးကွယ်ပြီးသေပြီးတဲ့နောက်ကြံခဲ့မဲ့ကျွန်တော်တို့သားသမီးတွေလုံခြုံစိတ်ချရဖို့အတွက်ပြည်သူချစ်အောင်တော့နေသင့်တယ်ဗျာအရထက်ချစ်အောင်တော့လည်းနေသင့်တယ်အဖေရတော့တယ်နော်ခမည်းမရှိတဲ့နောက်ခမည်းသားသမီးရသမားသားသမီးမျက်နှာငယ်နေမှာပေါ့အဖေတွေလည်းအရေးကြီးတယ်အိမ်တိမ်မှာဒါကြောင့်အိမ်တိမ်မှာအမေလည်းအရေးကြီးတယ်လို့အဖေလည်းအရေးကြီးတယ်ကဲဒါဖြစ်ရင်မေးရအောင်မယ်သားသမီးတွေရောအရေးမကြီးဘူးလားကြီးတာပေါ့ကြီးတာပေါ့သားသမီးဆိုလူငယ်တွေအကြောင်းပြောအောင်မယ်မြန်မာနိုင်ငံကလွဲလို့ကျန်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ICS လို့ခေါ်တဲ့ကျွန်တော်တို့ရုပ်ရှင်ကားတွေမှာဗျာ Spider-Man တို့ Batman တို့ရှိသလို Iceman တွေအများကြီးခက်စားနေတယ် Iceman ဆိုဘယ်လိုဘာသာပြန်ရင်ကောင်းမလို့ရေခဲလူသားလို့ဘာသာပြန်ရင်တော့အဓိပ္ပာယ်မရှိဘူးဗျလူငယ်တွေက Iceman ဖြစ်ဖို့လိုတယ်စင်ကာပူနိုင်ငံမှာရောက်တဲ့ကျွန်တော်မြန်မာလူငယ်တွေ Iceman ဖြစ်သွားပြီကျွန်တော်တို့ Iceman မဖြစ်ဘူး ICS ကိုအဓိပ္ပာယ်ဖွင့်ကြည့် I ဆိုတာ internet လေထဲမှာပညာတွေရှိတယ်ကျွန်တော်တို့လိန်လို့မရဘူးလေထဲမှာယူလို့ရတယ် internet ကိုလူငယ်တွေကျွမ်းကျင်ဖို့လိုတယ် C computers ကျွမ်းကျင်ဖို့လိုတယ် E အင်္ဂလိပ်စာကျွမ်းကျင်ဖို့လိုတယ် I ဟာ internet C ဟာ computer E ဟာအဲ့ဒီသုံးခုမတက်လို့ကတော့လူပြည်ရောက်ပြီးတော့လူမဖြစ်တဲ့ကာလကိုကျွန်တော်တို့ဖြတ်သန်းနေရပြီအိမ်တအိမ်မှာလူငယ်တွေအရေးကြီးတယ် ICES ဖြစ်အောင်စ조사ထားကြပါဒါပါပဲဒီလိုပြောနေတဲ့အချိန်မှာကျွန်တော်တို့သားသမီးတွေကလည်းဇာတိတာကောင်းလားဆိုကောင်းမှုဗျတက္ကသိုလ်ကျောင်းကိုသွားမိဘကွယ်ရမှာမတော်တော်တွေဖြစ် HIV မကြောက် AIDS မကြောက်တဲ့လူငယ်တွေကလည်းအများကြီးပဲဒါနဲ့ပတ်သက်လို့ကျွန်တော်ကလူငယ်အကြောင်းပြောတော့ HIV အကြောင်းလည်းပြောဖို့လိုလာတယ်ဗျအိမ်တိမ်မှာအရေးကြီးတယ်ဒီနေရာမှာကြုံလို့ပြောပြပါရစေဦး
အိမ်ရဲ့အသုံးစရိတ်မှာလေဘယ်ဟာအများဆုံးလဲအဖေတယောက်ကမော်တော်ကားဝယ်ဖို့အဓိကလားကိုသားသမီးပညာရေးနဲ့ကျန်းမာရေးအဓိကလားစဉ်းစားကြည့်ပါအိမ်မှာရှိတဲ့သားသမီးကိုတကယ်ချစ်သလားတကယ်ချစ်တဲ့မိဘဟာကိုသားသမီးရဲ့ပညာရေးစရိတ်နဲ့ကျန်းမာရေးစရိတ်ကိုများများသုံးတယ်ကိုသားသမီးရဲ့ပညာရေးစရိတ်နဲ့ကျန်းမာရေးစရိတ်ကိုများများမသုံးဘူးဆိုတဲ့မိဘကိုရင်ရွယ်လွယ်မွေးထားတဲ့သားသမီးကိုကိုယ်တိုင်တဖြည်းဖြည်းချင်းလူရမွေအောင်လုပ်ပြီးတပ်ပစ်တာနဲ့အတူတူပဲဒါကြောင့်အိမ်တိုင်းဟာကျွန်တော်တို့ရဲ့သားသမီးတွေကိုပညာတတ်သိဖြစ်စေခြင်းနဲ့ဒါကြောင့်ကလေးတို့လူငယ်တို့နင်တို့မိဘတွေကတက္ကသိုလ်အဝေးကိုသွားထားပေးတာနင်အမတ်ကောင်းသလိုအဝေးကိုပို့ပေးတာအဲ့ဒီအချိန်မှာမိဘကွယ်ရမှာမတော်ရောဖြစ်ကြဒါနဲ့ပတ်သက်လို့ကြာခဲ့ပါပြီလွန်ခဲ့တဲ့6လလောက်ကမန္တလေးမြို့ speaking English speaking သင်တန်း3ခုက HIV နဲ့ပတ်သက်တဲ့သင်တန်းစင်ပွဲမှာလူငယ်တွေကိုသတိပေးဖို့အတွက်ဆရာဝန်2ယောက်နဲ့ကျွန်တော်စကားပြောခွင့်ရတာဆရာဝန်တွေကထုံးစံအတိုင်းပဲဆရာဝန်ထောက်ပြောတာပေါ့နော် HIV ကဘလို့ကူးတယ်ပေါ့သွေးရကူးတယ်ပေါ့ဆီရိုအက်ကကူးတယ်ပေါ့ဗရိဒာကကူးတယ်ပေါ့ကွန်ဒုံးသုံးမှာဘာညာပေါ့ဗျာပြောတာပေါ့အောက်ကဆယ်ရဲအောင်ပြီးတက္ကသိုလ်တက်နေတဲ့ speaking ကျောင်းသားတွေကဆရာဝန်2ယောက်လုံးပြောသွားတာဘယ်သူမှစိတ်ဝင်စားဘူးအိမ်မှာရှိတဲ့9တန်းကျောင်းသားကျောင်းသူတောင်သိတယ်အဲ့ဒီလိုသွေးရကူးတယ်တို့စစ်တို့အတို့လိမ့်ဆက်ဆိုင်ရင်ကူးတယ်တို့နားထဲမှာရော့နေပြီအောက်မှာရှိတဲ့ကျောင်းသား200ကျော်ကလေလုံးဝစိတ်ဝင်စားဘူးရှေ့ကဆရာဝန်2ယောက်ပြောတာကျွန်တော်ကလည်းဒေါ်ပေါ်တာဒီလူငယ်တွေကွာဒီကောင်နဲ့လက်ထက်ငါတို့အနာဂတ်အရာမှာဒီကောင်တွေဒါမှစိတ်ဝင်စားဘူးလားကျွန်တော်အလဲရောက်တော့ဘာပြောမလဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ဘောပန်လေးတစ်ချောင်းလောက်ဗျဟုတ်ကဲ့ဗျကျွန်တော်ဒီလိုဘောပန်တောင်းသလိုတောင်းလိုက်တယ်ဒီမှာတော့တောင်းရတာအားနာလို့ဗျကျွန်တော်ရှေ့ကောင်ကကောင်းပါလေးတယ်ကျွန်တော်ဘောပန်9ချောင်းလောက်တောင်းလိုက်တယ်ကျွန်တော်မေးချင်လို့ဗျဒီဘောပန်ဘယ်လောက်တန်လဲဗျဖြည့်ကြည့်ပါ100 150 200ပေါ့နော်ဒီဘောပန်မှင်ကုန်သွားရင်လွတ်ပြသလားထပ်သုံးသလားဒါတစ်ခါသုံးနော်ကဲကျွန်တော်လွတ်ပြလိုက်ပြီဟိုမှာတော့9ချောင်းလွတ်ပြလိုက်တာကလေးတွေဟာကနေနေတာပဲဟုတ်တယ်ဘောပန်တစ်ခါသုံးလူငယ်ပေါင်းတို့နင်တို့ခန္ဓာကိုယ်ကတစ်ခါသုံးမဟုတ်ဘူးမယုံရင်နင့်အဖေနဲ့နင့်အမေလက်တော့မဲကြည့်ဘယ်နှခါသုံးတယ်လဲလို့မဲကြည့်နင်တို့ကိုနင်တို့တစ်ခါသုံးများမှတ်နေကြသလားမိန်းကလေးပေါင်းတို့တစ်ခါသုံးမဟုတ်ဘူးယောက်ျားပေါင်းတို့တစ်ခါသုံးမဟုတ်ဘူးကျုပ်တို့နိုင်ငံလူငယ်တွေကကျမ်းမာရေးကြီးမဆိုင်ဘူးကိုယ်ခန္ဓာကိုယ်တစ်ခါသုံးမှတ်တယ်စိုက်ကဲကိုအကျန်းစီးတယ်ခေါင်းခဏသုံးရမှာအော်တိုဆောင်ခြေတော့ခဏသုံးရမှာစိုက်ကဲကြည့်စီဟာခန္ဓာကိုယ်မသိမချင်းသုံးရမှာကျန်တဲ့ကိစ္စဆိုပိုတောင်မှတန်ဖိုးထားတင်သေးတယ်ကျွန်တော်တို့မြန်မာမျိုးသမီးတွေကအယူအဆလွဲနေတာရှိတယ်မိန်းကလေးတွေကအလှတရားဆိုတာအလင်းရောင်ရှိမှမြင်ရတာအခုမီးပြတ်သွားလိုက်မှောင်သွားလိုက်ဒီထဲမှာဘသူလှတယ်မလားမသိတော့ဘူးကိုချင်းတရားဆိုတာအလင်းအမောင်မရွေးဘူးအမျိုးသမီးပေါင်းတို့အလင်းအမောင်အောင်မှမြင်ရတဲ့အလှတရားနဲ့အလင်းအမောင်မရွေးတဲ့ကိုချင်းတရားဘယ်ဟာကိုတန်ဖိုးထားမလဲစဉ်းစားကြလူငယ်အရေးကြီးတယ်ဒီလူငယ်တွေကျမ်းမာမှာဒီလူငယ်တွေပညာတတ်မှကဘာကိုရင်မောင်တန်းနိုင်မှာဒါကြောင့်အိမ်တိမ်မှာအဖေလည်းအရေးကြီးတယ်အမေလည်းအရေးကြီးတယ်သားသမီးတွေကျမ်းမာရေးနဲ့ပညာရေးလည်းအရေးကြီးတယ်ဒီနေရာမှာအိမ်ဆိုတော့အိမ်ရဲ့သဘာဝလေးပြောချင်တာပေါ့အိမ်တိုင်းကျွန်တော်ဗုဒ္ဓဘာသာဆိုတော့ကျွန်တော်တို့အိမ်မှာဝါဆိုလာပြည့်မတိုင်ခင်မှာဝါဆိုသင်္ကန်းကတ်တယ်ကျွန်တော်တို့ကထိန်လာမှာဆိုကထိန်သင်္ကန်းတစောင်းမလားဆိုကထိန်သင်္ကန်းကတ်ကြတာပေါ့ကျွန်တော်အိမ်မှာဝါဆိုသင်္ကန်းကတ်ရင်းနဲ့စွန့်ကြွေးတော့တရားပေးတဲ့ကိုတော်တွေကလည်းကျွန်တော်နဲ့အရန်ရင်းနှီးတယ်ကျွန်တော်လည်းစာရေးသူမှန်းသိတော့သူတို့စကားတအားပြောချင်တယ်သူတို့ပြောတဲ့စကားတွေလည်းမှတ်သားစရာတွေအများကြီးပါတယ်တပည့်တော်လျှောက်ထားပါရစေလို့တီလာမယူဘဲနဲ့လှူလို့ရောမရဘူးလားလို့တပည့်တော်သွားเสียရှိလို့ရပါတယ်ဒါပေမဲ့တီလာယူပြီးလှူတော့ကောင်းတာပေါ့တဲ့တီလာယူတယ်ဆိုတာစိတ်ကိုစင်ကြယ်အောင်ဆေးလိုက်တာလေတဲ့တန်ရှင်းနေတဲ့ပကံနဲ့တန်ရှင်းနေတဲ့ခွက်ထဲကိုထဲ
ထဲတဲ့ပစ္စည်းကတန်ဖိုးရှိတာတပည့်တော်နားမလည်လို့ရှင်းပါဗျာဆရာဖုံးရဲ့တဲ့ရေသန့်ဆိုပါစို့ဗျာတဲ့ရေသန့်ဒါရေသန့်မယ်ဒီရေဘလောက်တန်တန်ဒီဖန်ခွက်ညစ်ပတ်နေရင်ဒီရေသန့်မှာတန်ဖိုးရှိထားတဲ့ရေသန့်ရဲ့တန်ဖိုးကဒီထဲရောက်တာနဲ့တန်ဖိုးမရှိတော့ဘူးကျွန်တော်တောက်ရတဲ့ပလေးကိုကြိုင်ပြီးယဟန်တန်ကတော့ပြောလာရေသန့်တော့တဲ့ဟောဒီခွက်ညစ်ပတ်တဲ့ထဲလိုက်တာနဲ့ဒီခွက်တည်းရရေမတတ်တော့ဘူးတဲ့ဆိုလိုချင်တာကတော့ဗျာတဲ့လူတွေဟာစိတ်ကောင်းရှိဖို့တိတ်လို့တဲ့ရေသန့်ဟာလူရဲ့အရေးချင်းနဲ့တူတယ်ဆရာဝန်ကြီးပေါ့အင်ဂျင်နီယာကြီးပေါ့စစ်ဗိုလ်ကြီးပေါ့မြို့နယ်အုပ်ချုပ်သူကြီးပေါ့ခုနပြောတဲ့တကြီးပေါ့အရေးချင်းတွေကျောင်းဆရာကြီးပေါ့စာရေးဆရာပေါ့အရေးချင်းကြီးအရေးချင်းစိတ်ကောင်းမရှိတဲ့ခန္ဓာအိမ်ထဲကိုလည်းအဲ့ဒီအရေးချင်းရောက်သွားတော့သုံးမရတော့ဘူးတဲ့ဒီလိုပဲတဲ့ဝက်သားဟင်းဘလောက်ကောင်းကောင်းညစ်ပတ်တဲ့ခွက်ထဲထည့်ရင်ဝက်သားဟင်းပဲကောင်းတော့မှာတော့ဒီလိုပဲဘယ်လိုပဲလောင်းလောင်းဘယ်လိုပဲလှူလှူစိတ်ကိုတီလာနဲ့ဆေးပြီးတော့မှလှူတော့လောင်းတော့ရေစက်ချတော့တန်ဖိုးရှိတာပေါ့တဲ့မှတ်သားတိုက်လိုက်တာတော်တော်ကောင်းတာပဲဟုတ်တယ်ရေသန့်တောက်တိုင်းလူသန့်မဖြစ်ဘူးစိတ်ကောင်းရှိမှလူသန့်ဖြစ်မယ်ဒါပဲဒီလိုနဲ့ကထိုင်သင်္ကန်းကတ်တော့ကျွန်တော်အိမ်မှာယဟန်တန်ဃာတော်တွေကကျွန်တော်နဲ့အလွန်အင်မတန်ရင်းနှီးတော့ကျွန်တော်ဆိုတော့စဟဲနောက်ဟဲပြောဟဲဆိုဟဲရှိတယ်ဒီလိုပဲပရိသတ်ကများတာပေါ့ဗျာကထိုင်ဆိုတော့အိမ်မှာလည်းကြာစာဟင်းနေကျွေးထမင်းနေကျွေးဆိုတော့ပရိသတ်က80 100လောက်ဆိုတော့လာတဲ့ကိုတော်ကလည်းတော်တော်စကားပြောချင်နေပြီ तू ကရေစက်မချခင်တရားချိမြင့်မယ်တဲ့ကျွန်တော်ရဲ့ကထိုင်မှာလည်းဖိတ်ထားတာရောက်ွက်လူကြီးတွေမြို့နေရလူကြီးတွေပါတယ်ကျွန်တော်တငယ်ချင်းအရာရှိတွေပါတယ်ကဲတဲ့ရေစက်မချခင်နဲ့တရားလေးဟောအောင်မယ်တဲ့ကဲနားထောင်ကြတဲ့ဒကာကြီးတို့ဒကာမကြီးတို့တဲ့ချမ်းသာခြင်းကြသလားတဲ့ချမ်းသာခြင်းပါတယ်ဗျာကြဲကြဲပြောပါတယ်တကယ်ချမ်းသာခြင်းသလားတဲ့တကယ်ချမ်းသာခြင်းပါတယ်ဗျာချမ်းသာခြင်းအစစ်အမှန်ကိုတကယ်လိုချင်သလားတဲ့တကယ်လိုချင်ပါတယ်ဗျာအေးမှတ်ထားတဲ့ချမ်းသာခြင်းခေါ်ရတယ်ကွာချမ်းသာခြင်းခိုးရတယ်ဆိုတော့လက်အုပ်ချီထားတဲ့အလှရှင်ကျွန်တော်ကနည်းနည်းလန့်သွားတာငါတော့ဒုက္ခပဲငါဘေးကကောင်တငယ်တော့တငယ်ချင်းပဲဒါပေမဲ့တယောက်တယောက်ပါဝါချင်းမတူဒီကောင်တွေကလည်းကျွန်တော်ကိုလန့်ကြည့်တာမင်းဘယ်လိုဖုန်းကြီးအိမ်ပင့်ထားတာလဲပေါ့ဒီမဲ့တကားတော့တဲ့ကိလေသာနာနဲ့နားမထောင်နဲ့အရိယာနာနဲ့နားထောင်ပုထုဇဉ်နာနဲ့နားမထောင်နဲ့တရားနာနဲ့နားထောင်ခိုးမှုတဲ့လူကတော့ခိုးတာပြင်းမြင်ပါကွာငါစိတ်မစိုးဘူးတဲ့ကိုပဲစိတ်ဆိုးတယ်ခိုးလို့မှမချမ်းသာရင်မှတ်ထားတကားတကမားတို့လူရတယ်တဲ့လူတဲ့လူတွေလည်းချမ်းသာတယ်ငါလက်ညှိုးထိုးပြမလားတဲ့ကျွန်တော်လည်းလက်အုပ်လေးချီရင်လည်းလက်အုပ်ကိုဖြုတ်လိုက်တာကျွန်တော်ကငါတော့ကထိန်သင်္ကန်းကပ်မိတာမှားပြီနဲ့ခိုးလို့လူလို့မှမချမ်းသာရင်တကာကြီးဥဖုံးရည်အားလုံးမှတ်ထားကြတတ်တဲ့လူတွေလည်းတအားချမ်းသာတယ်နော်တဲ့တတ်ရင်လည်းချမ်းသာတယ်တဲ့ကျွန်တော်စိတ်ထဲမှာမကျင်နာဘူးဗျဒီအကြောင်းကိုသာဖုံဖုံဆက်မရှင်ကျွန်တော်လည်းဒုက္ခသူလည်းဒုက္ခဘေးကလူတွေမျက်နှာပြက်နေပြီကျွန်တော်တကယ်ကြီးအရာရှိတွေကလည်းလေအဲ့ဒီကိုတော်တော်ကိုသူ့စိတ်ထဲမှာခံစားနေရပြီကျုပ်ရှင်းမယ်တဲ့ကျုပ်ရှင်းမယ်ရှင်းပြီးမှခင်ဗျားတို့စဉ်းစားကြဟုတ်တယ်ခိုးရင်ချမ်းသာတယ်ခိုးတဲ့လူတွေချမ်းသာတယ်ခိုးတယ်ဆိုတာသူမြဥစ္စာပစ္စည်းခိုးခိုင်းတာမဟုတ်ဘူးမနေ့အိယာထညအိယာဝင်ဖျားရှိခိုးသူတိုင်းစိတ်ချမ်းသာတယ်လို့ကျုပ်ကပြောတာတဲ့တော်သေးတာပေါ့ဖျားကျွန်တော်လည်းနည်းနည်းသဘောကျပါတယ်သူ့ဘာသူကအဖြေလေးပါလာအရှင်ဘုရားဒါဖြင့်လူတော်ဖျားလွယ်လွယ်လေးပါတဲ့လူတွေအားတဲ့အောင်မြင်မှုနောက်ငွေနောက်ဂုံရှေဝိုင်းနောက်ကိုလိုက်ပြီးတော့မအားဘူးနဲ့လေတဲ့တရားစခန်းကိုမသွားနိုင်ကြဘူးအာနာပါနဝိပဿနာကမ္မထန်တရားကိုမလုပ်နိုင်ကြဘူးဘလောက်ပဲအလုပ်တွေရှုပ်အချိန်လူပြီးတော့တရားအားထုတ်ပါလို့ငါကပြောတာတဲ့လူတယ်ဆိုတာအချိန်လူပြီးဝိပဿနာကမ္မထန်တရားအားထုတ်ဖို့ပြောတာအေးပေါ်လေတဲ့ခိုးတဲ့သူတွေလူတဲ့သူတွေကသူတို့စောင့်ပြောတယ်ထင်မှာပေါ့တဲ့ကျုပ်ကဖုန်းကြီးဆိုဖုန်းကြီးတရားပြောတာတဲ့
ကျွန်တော်တော်တော်သဘောကျပါတယ်ဗျဒါနဲ့မနေနိုင်ဘူးအရှင်ဖေရတတ်တာဟောဖေရလို့ဒီလောက်ရှင်းတာမှမင်းနေရသေးလားတဲ့စင်းရဲနေရတာဘာကြောင့်လဲသိလားလောဘကြောင့်ဒေါသကြောင့်မောဟကြောင့်အတ္တကြောင့်မာနကြောင့်အိတ်တမစ္စရိယကြောင့်သိမ့်ပိုက်မှုကြောင့်ဆွဲလန်းမှုကြောင့်စင်းရဲနေတာတကယ်ချမ်းသာအစစ်ကိုလိုချင်ရင်တပ်ပြပါလောဘကိုတတ်ဒေါသကိုတတ်မောဟကိုတတ်အတ္တမာနအိတ်တမစ္စရိယနဲ့ကိလေသာတွေသိမ့်ပိုက်ခြင်းတွေကိုတတ်ပြတဲ့နေကြရင်ချမ်းသာမယ်တဲ့ကျွန်တော်လည်းဥသုံးချိန်ကိုဖြည့်ချကျေးဇူးကြီးလာပါတယ်ဗျာလို့တပည့်တော်ခိုးတယ်လူတယ်တတ်တယ်ဆိုတော့တပည့်တော်ပုထုဇဉ်နာဆိုတော့လည်းကြောက်သွားတာဗျာလို့ကျုပ်တို့ကတရားစကားပြောတာပါဗျာတဲ့ကဲဒီထက်ပရိသတ်ကြီးကိုဝင်မြပါတယ်ချမ်းသာခြင်းအစစ်ကိုလိုချင်ရင်ခိုးတဲ့နာကိုခိုးပါလူတဲ့နာကိုလူပါတတ်တဲ့နာကိုတတ်ကြပါခင်ဗျာဒီလိုနဲ့ကျွန်တော်အိမ်မှာသမီးလေးကိုသူ့အမေကပကက်လေးတွေကိုထည့်ပြီးတော့တိတ်တာပေါ့ပကက်လေးလွှဲပြီးတော့သမီးလေးကလည်းကလေးဆိုသေးပေါက်တာပေါ့တေးချောင်းကြီးကစီးလို့ဗျရန်နဲ့ကျွန်တော်အမျိုးသမီးကလည်းပကက်လေးလွှဲပြီးသူကအဲ့ဒီမှာသူကဆရာကြီးမင်းသူဝင်ရဲ့ကြပြာလေးကိုသူကဆိုတာတပြေသေးရောကြပြာရလားဗျာဝါဆိုပါကောင်းပြောစရာကောင်းအထူပိုင်းဆိုရင်ကောင်းမလားလို့နော်ဝါဇိုဝါကောင်းရေတွေကြည်လို့တပြေသည်မဲ့ကောက်စုပ်ကွယ်ခရာစုကြုံဟိုအထဲကမျောနဲ့မဲကြီးတွေ့တတ်တယ်မျောနဲ့ဆိုတာဂျိုးနဲ့လာကွယ်မွေနဂါတောင်ချောက်ဖူးကွယ်ဒိုးလေကြောက်ပေါင်းအတူသွားစုအုံးလေနွားကလေးထားခဲ့မယ်သွားကွယ်အဲ့ဒီကြပြားလေးနဲ့သမီးလေးကိုသူ့အမေကတိတ်အဲ့ဒီကြပြားလေးနဲ့ကျွန်တော်အဖေကကျွန်တော်ကိုတိတ်ခဲ့ဘူးမှာဗျမကြောက်ဖို့ပြောတာဘာလို့ဘာကြောက်နေတာလဲငယ်လေးတွေမကြောက်ဖို့အဲ့ဒီကြပြားနဲ့သူ့သမီးကိုသူ့အမေကလွှဲတိုင်းကျွန်တော်စိတ်ထဲမှာဒီကြပြားလေးကိုတစ်တစ်ချာချာတွေးတောဆင်ခြင်ကြည့်တော့ဒီကြပြားကပခက်ကြပြားမဟုတ်ဘူးဒီကြပြားကခလေးကြပြားမဟုတ်ဘူးဒီကြပြားသားချော့တေးမဟုတ်ဘူးဒီကြပြားတိုင်းပြုတ်ပြည်ပြုတ်ကြပြား1940ခုနှစ်ဒုတိယကမ္ဘာစစ်ဖြစ်ချိန်ဆရာကြီးမင်းသူကသူ့ရဲ့ကွန်ကြံကုန်းကိုပြန်ပြီးဟောဒီသူ့ရဲ့အိမ်တဲလေးပေါ်ကတကားကိုဖွင့်လို့ဒီကြပြားကိုရေးခဲ့တာတိုင်းပြုတ်ပြည်ပြုတ်ကြပြားဆိုတာကျွန်တော်ရှင်းပြမယ်အထင်ရှားကျွန်တော်ကဒီနေရာမှာတပည့်လုံးမယ်ဗျာပရိသတ်ကကျွန်တော်ကိုဆရာလုပ်လိုက်ပါပထမတစ်ကြောင်းကဘာလဲကျွန်တော်မေးကြည့်ပါဝါဆိုဝါကောင်ရေတွေကြီးလို့အဲ့ဒါလေးကိုစဉ်းစားကြည့်အောင်မြန်မာနိုင်ငံဟာတစ်နှစ်မှာဘယ်နှလားရှိတုံးဗျာဘယ်အစလဲဗျာတကူကစုံနယုံတော်တလင်းသတင်းကျအဲ့ဒီ12လမှာမြန်မာနိုင်ငံဟာဝါဆိုဝါကောင်ကြမှာပဲရေကြီးတယ်ကြံတဲ့လကိုရေမကြီးဘူးလို့ပြောတာအတိတ်ဘယ်ကတော့မင်းကျင်တရားနဲ့ညီတဲ့ဘရင်တွေအုပ်ချုပ်တဲ့နိုင်ငံလို့ပြောတာရေကြီးကျင်တဲ့အချိန်ကြီးတဲ့နေ့တော့မညီဘူးလို့လဲဆိုလိုတာဗျနောက်တနည်းလဲယူလို့ရသေးတယ်ဝါဆိုဝါကောင်မှာရေတွေကြီးပြီးကြံတဲ့လမှာရေတွေမကြီးတာအကြောင်းရှိတယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့လူမျိုးတစ်တော်တွေကိုအရန်ကာရောမခုတ်တဲ့လူမျိုးရွှေတွေအရန်မကျင်တဲ့လူမျိုးတဘာဝပတ်ဝန်းကျင်ကိုနေတော့မြန်မာလူမျိုးတွေထိမ့်သိမ့်ကြလို့လဲသတိပေးသွားတယ်အခုတော့ရေကကြီးကျင်တယ်လို့ကြီးတာတဘာဝပတ်ဝန်းကျင်ကျွန်တော်တို့ကထိမ့်မှမထိမ့်သိမ့်တာကိုဝါဆိုဝါကောင်ရေတွေကြီးလို့ဟောဒီတိုင်းပြည်မှာဘယ်ခစ်ဘယ်ခါပဲဖြစ်ဖြစ်ဝါဆိုဝါကောင်မှရေကြီးရတဲ့အကြောင်းရင်းဟာတဘာဝတရားဇာတအရင်းမြစ်တွေထိမ့်သိမ့်ကြဟေးပြည်သူပြည်သားနဲ့အုပ်ချုပ်သူဘရင်ညီညွတ်ကြဟေးလို့သတိပေးသွားတယ်တိုင်းပြူပြည်ပြူဝက်ကြလေကဲနောက်တစ်ကြောင်းများဝါဆိုဝါကောင်ရေတွေကြီးလို့တပြေသည်မဲ့ကောက်စုပ်ကွယ်တာမန်ဆိုရင်တော့တပြေသည်မဲ့ကောက်စားတာဘာဆန့်လက်ထင်မှာကျွန်တော်တို့နိုင်ငံမှာနေပြီးကျွန်တော်တို့နိုင်ငံရဲ့အလှကိုမမြင်တာကျွန်တော်တို့အိမ်မှာနေပြီးကိုယ့်အိမ်အလှကိုမမြင်တာဗျရေချိုမြေကြီးနိုင်ငံအလယ်ကဖြတ်စင်တာကမ္ဘာပေါ်မှာမြန်မာတနိုင်ငံပဲရှိတယ်စဉ်းစားကြည့်ပါရေချိုမြေဟောဒီအောက်ကိုတူးကြည့်ပါမြန်မာနိုင်ငံရဲ့အောက်မှာရေချိုပင်လယ်ကြီးရှိတယ်
ကဘာမှာရေချိုတွေရှားနေပြီမြန်မာနိုင်ငံတကြံမှာရေချိုနဲ့ပတ်တဲ့တိုင်းပြည်တပြေးသီးမဲ့ကောက်တယ်ဆိုတာသူများနိုင်ငံမှာကြွေကြတဲ့အတီကောက်စားလို့မရဘူးအစ္စရေးကောက်စားလို့မရဘူးပါလက်စတိုင်းကောက်စားလို့မရဘူးအီဂျစ်ကောက်စားလို့မရဘူးအင်္ဂလန်ရုရှားမရှိဘူးတပြေးသီးမဲ့ကောက်ဆော့ကွယ်ဆိုတာငါတို့နိုင်ငံဟာဗရေသာပေနိုင်ငံဟဲ့ထိမ့်သိမ့်ကြလို့လဲပြောတာဗရေသာပေနိုင်ငံမှမသိဘူးကောက်ပြီးစားရုံပဲနတ်ဘုံနန်းကောက်စားရုံပဲသူများနိုင်ငံတော်တော်ကိုခက်ခက်စိုက်ပြစားတော့ရလားအလွယ်တကူစားလို့ရတယ်ဒါကိုပြောတာတပြေးသီးမဲ့ကောက်ဆော့ကွယ်ပြီးတော့ခရာစုကြုံဟိုအထဲကခရာစုကြုံဆိုတာအဲ့ဒီခါတော့ဒုတိယကမ္ဘာစစ်ကြီးကိုပြောမယ်ထင်တယ်ဗျနေချက်စနစ်ကိုပြောမယ်ထင်တယ်နေချက်စနစ်ကကြောက်စရာကောင်းတယ်ကိုလိုနီစနစ်ကကြောက်စရာကောင်းတယ်ဒီနေရာမှာဆရာကြီးမင်းသူဝင်တို့ခေတ္တကကိုလိုနီနဲ့ဒီခေတ်ကိုလိုနီနဲ့မတူဘူးဗျပလေတိုရေးတာလေဝေမျှခြင်းလို့ပါပလေတိုကပြောဖို့တယ်ဗျသူတို့ခေတ္တကအလကားပါကွာတဲ့စစ်တိုက်နေတဲ့ဘယင်းတွေစစ်တိုက်ပြီး colonization လုပ်တဲ့ဘယင်းတွေအောက်နောက်မရှိလို့တဲ့တကယ်အောက်နောက်ရှင်စစ်တိုက်ဆရာမလိုဘူးတဲ့စစ်တိုက်ပြီး colony လုပ်တယ်ဆိုတာလူတွေလည်းတည်တယ်ပင်ပန်းပါတယ်ကွာတဲ့ colony လုပ်ချင်တာများလွယ်လွယ်လေးရဲ့တဲ့ကို့ဒေတာအတွင်းမှာကို့နိုင်ငံကိုအခြားနိုင်ငံနဲ့စီကံရောစီကံနေရှိဖွံ့ဖြိုးတိုးတက်အောင်လာစ조사လိုက်ကို့နိုင်ငံဖွံ့ဖြိုးလာရင်ကို့နိုင်ငံလောက်မှမဖွံ့ဖြိုးတဲ့ဒီဒေတာအတွင်းနိုင်ငံတွေအလုံးလုံးနေရင်ကျွလာခံလိုက်မယ်ကွာတဲ့မရောက်ရင်စင်ကာပူကိုကြည့်အဲ့ဒါခရာစုပဲဟိုခေတ်တုန်းကခရာစုကတော့တနတ်ကြီးနဲ့လာတာပေါ့ဂျပန်တို့အင်္ဂလိပ်တို့ဥရောပပုဂ္ဂိုလ်များဒီဘက်ခေတ်ကတော့ဒေါ်လာကြီးစံနဲ့ပြည်ရင်ကျင်တက်နေတာဟေးယွမ်ကြီးစံနဲ့ပြည်ရင်ပျော်နေတာဘာကြီးစံနဲ့ပြည်ရင်ခုံပေါက်နေတာငါတို့ကကြည့်ပါဦးခရာစုကြုံဟိုထဲကခရာစုကိုလေခရာစုမှန်းကျွန်တော်တို့မသိဘူးဟိုအထက်ကမြော့နဲ့မဲကြီးတွေ့တတ်တယ်အမလီမြော့နဲ့တွေတွေ့နေတာကြာလာပေါ့ကြာလာပေါ့ကျွန်တော်တို့ကမြော့နဲ့တွေ့တာကိုအရားပြတယ်ဆိုသဘောများကြာနေလားတော့မသိဘူးမြော့နဲ့ဆိုတာဂျွန်နယ်လားကွစိန်ခေါ်တာဗျဟဲ့မြော့နဲ့မင်းဂျွန်နယ်လားစိန်ခေါ်တာ260ကျော်ပါပြီမွေနောက်မှာငကားလို့ထည့်ထားတာဗျမွေနောက်မှာငကားဆိုတာဘယ်တိုင်းပြည်တွေကိုစားပြူတာပါလေဟာမွေငကားတောင်မကြောက်ဘူးကွယ်တဲ့ကျွန်တော်တော့မယုံဘူးဗျအဲ့ဒီလမ်းကြီးသာပိတ်ဝစ်စရာအနှွေးတယ်တောင်ရှိမှာမဟုတ်ဘူးမွေငကားတောင်ကြောက်ဘူးကွယ်တဲ့ဆရာကြီးမင်းသူဝန်ဗျတက်ရှိထင်ရှားရှိရင်လေစိတ်အယောင်းဝမ်းနဲ့မှာမွေငကားတောင်ကြောက်ဖူးကွယ်ဒီနေရာမှာပြောစရာရှိတယ်ဗျမကြောက်ဘူးလို့ပါဇက်ကကြိုက်တယ်လို့ပြောလို့ရတယ်ရင်ထဲမှာအကြောက်တရားရှိရတဲ့အကြောင်းရင်းအချက်၃ချက်ကြောင့်တစ်ပညာမတတ်တဲ့လူဟာပညာတတ်တဲ့လူကိုကြောက်ရတယ်ကြောက်တော့လူမျိုးတွေပညာတတ်အောင်သင်နှစ်အကျင့်သီလနဲသူဟာအကျင့်သီလကြီးသူကိုကြောက်ရတယ်သီလနဲရင်တတ္တိနဲတယ်သီလကြောင်ရင်တတ္တိကြောင်တယ်တတ္တိမရှိတာသီလမရှိလို့ဒါကြောင့်မကြောက်ဖို့ဆိုရင်တစ်ပညာတတ်အောင်သင်နှစ်ဇာတိတကောင်းအောင်နေကြသုံးချမ်းသာဖို့လိုတယ်ပတ်စံကျွန်တော်တို့ငွေမရှိရင်ငွေရှိတဲ့လူကိုကြောက်တာဒါသဘာဝပဲဒါပြင်ချမ်းသာတယ်ဆိုရင်ဆင်းရဲနိုင်တဲ့အချက်တွေပယ်ရမှာပေါ့အိမ်တဲ့အိမ်ဆင်းရဲရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟောဒီထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်ဆင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရဲတယ်တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုရင်ဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ဖြစ်ရင်လည်းအိမ်ဆင်းရဲတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ရင်ဆင်းရဲပါတယ်အဖေနဲ့အမေစီမံခန့်ခွဲမှုညံ့နေဗျဖေကအရက်ကလေးတများများနဲ့အမေကလည်းလေအိမ်တောင်ဖြိုးစဖိုးကရှောက်ချက်တာအမေကလည်းမလောက်ဘူးအမေနဲ့အဖေစီမံခန့်ခွဲမှုညံ့ဖြစ်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်
ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခန့်ခွဲမှုညံဖြင့်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာသုံးအိမ်တအိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လဲဆင်းရဲတယ်ဗျအဖေမေမသိအောင်သားသမီးကပတ်စံနေခိုး TV ဂိမ်းကိုသွားဒါကိုပြောတာနော်အဖေကလည်းအမေမသိအောင်ပတ်စံနေက KTV ကိုသွားကာလာအိုကေသွားအမေကလည်းအဖေမသိအောင်ပတ်စံနေကနှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်သခိုးတွေများတော့ဆင်းရဲတာပေါ့စဉ်းစားကြည့်ပါတိုင်းပြည်လို့ပြောရင်တော့လက်ဖေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ကြောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းနေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ကြည့်ရင်ကျွန်တော်တိုင်းပြည်မှာလက်ကြောတင်းတဲ့လူနည်းတယ်ဗျတစ်ပင်ခုတ်ရောင်းတာပဲဘဝတုပ္ပရောင်းမလို့စိတ်မကူဘူးလက်ကြောမတင်မှုထုတ်ရောင်းလက်ကြောမတင်မှုဆင်းရဲမှာပဲစဉ်းစားကြည့်ပါလက်ကြောမတင်တဲ့လူပွဲစည်းရှင်လဲဆင်းရဲသလိုနောက်ဆုံးချက်အိမ်နီးချင်းကောင်းမရှိရင်လဲဆင်းရဲတယ်အိမ်တအိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်းမြောက်ဘက်ကဘောလုံးပွဲထိုင်ခြေရင်းကနှလုံးသုံးလုံးထိုင်ခေါင်းရင်းအိမ်ကကာလာအိုကေအဲ့ဒီဆင်းရဲပြီသားမတ်တော့ဒါဟုဆိုလိုတာအိမ်နီးချင်းကောင်းရှိမှလဲချမ်းသာတာဒီတော့မကြောက်ဖို့ဆိုရင်တစ်ကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်သင်ညာနှစ်ဇာတိတကောင်းအောင်နေသုံးစီမံခန့်ခွဲမှုတွေကောင်းအောင်လုပ်ကြဟဲ့အိမ်တွေမှာအိမ်တွင်သခိုးတွေနဲအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရမဖြစ်ကြနဲ့အိမ်ကြီးချင်းကောင်းတွေကိုရှာဖွေပြီးတော့ပေါင်းကြလို့အဲ့ဒီလိုအတိတ်ပဲလဲရတယ်မွေနဂါတောင်ကြောက်ဖူးကွယ်ဒိုလဲကြောက်ပေါင်မကြောက်ဘူးဆိုတော့အဲ့ဒီအချက်၃ချက်ဖြစ်အောင်စ조사ခိုင်းတာကြောက်ပေါင်အတူသွားစုလှလိုက်တဲ့စကားဗျအတူသွားရမှာနော်တူကောင်းတယောက်ကောင်းတသင်းတစ်ဖွဲ့ကောင်းနဲ့လှုပ်လို့မရဘူးအားလုံးအတူတူပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောတာလူတော်များများပြောတယ်ဗျဘသူမကောင်းလို့ဘသူဘာတွေမကောင်းတာဘသူမကောင်းလို့ဘသူမကောင်းတာဆရာကြီးမင်းတို့ဝန်စကားနဲ့ပြောရင်တော့အားလုံးမကောင်းလို့အားလုံးမကောင်းတာကျွန်တော်တို့လည်းကောင်းဖို့လိုတယ်စာချစ်သူတွေလည်းကောင်းဖို့လိုတယ်လူတိုင်းကိုယ်စီကောင်းမှအားလုံးကောင်းမှာကျွန်တော်တို့လက်ညှိုးထိုးတာတွေရပ်ပြီးကိုယ်တိုင်တယောက်ချင်းစီကောင်းဖို့တော့အချိန်တန်ပြီဒါကိုပြောတာအတူသွားစို့အောင်လက်နွားမြင်ဘူးလားမသိဘူးဗျလူကြီးတွေသိမယ်ကလေးတော့သိချင်မှသိမယ်အောင်ဘယ်အလက်ကိုခုတ်အရွက်တွေကိုဖဲဟုတ်ပြီလားကျွန်တော်တလန်လောက်ကလေးလေလောက်လေးခုတ်ပြီးတော့နွားပုံလေးလှုပ်ပေးတာလေးအဖေကပြီးတော့ပေါင်ချောင်းကိုဘာလုပ်တော့ညတ်တယ်ကျွန်တော်ဟယ်ရီပေါ်တာလို့ပေါ့ကလေးတွေပြောရင်ကျွန်တော်ဟဲ့နွားလို့မអော်ဘူးလားဟဲ့နွားလို့ဘယ်သူអော်တော့အဖေអော်လားအမေអော်လားကိုကိုတိုင်းអော်လားကိုကိုတိုင်းអော်ပြီးဘယ်သူပြေးတော့ဟောဒီလိုပြေးတာဟဲ့နွားအောင်လက်နွားအထာဟိအထနောနာထောငါတို့တွေကိုအားကိုကြလို့လဲပြောတာဗျအောင်လက်နွားစီးတယ်လို့ပဲဟဲ့နွားလို့ကိုကိုတိုင်းអော်ကိုကိုတိုင်းပြေးငါတို့အားလုံးစ조사ကြကိုအားကိုအထာဟိအထနောနာတောဘသူမှအာမကုန်နဲ့ငါတို့အားလုံးတာဝန်ရှိတယ်လို့ပြောတာအုံးလက်နွားကလေးထားခဲ့မယ်သွားကွယ်တိုက်တွန်းထားတာကျွန်တော်တို့ကဒီပကက်ကဗျာလေးကိုငငယ်လေးကလေးကကြားဘူးပြီးတော့ဒီလိုနှလုံးမသွင်းပြဘူးပကက်ကဗျာလေးကိုသာကျွန်တော်တို့နှလုံးသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အိမ်ကြီးအရန်ကိုလှလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာတရက်ကျတော့အိမ်ကသမီးလေးကညခါလာတာကစားမယ်လာနာမယ်လာသမီးကမူချိုးမှာကြောင်းမတက်သေးဘူးရှောက်អော်တာ तू ကခဏអော်တော့အဲ့ဒီအချိန်မှာကျွန်တော်သတင်းစာဖတ် TV ကြည့်နေအချိန်သတင်းစာနဲ့ TV ထဲမှာလဲနေဆက်မှာတိုက်ပွဲတွေဖြစ်နေသတင်းဖတ်ဘုံတွေခွဲအကြောင်းဖတ် तू ကလည်းညခါလာတာကစားမယ်လာနာမယ်လာအဲ့နားထဲမှာဘလို့သွားမြင်လဲဆိုတော့ညခါလာတာကစားမယ်လာနားမလားဟုတ်ကလေးလေးရတာရွတ်နေတာလူကြီးတွေအဲ့ဒါလည်းစင်ကျင်တဲ့နေဗျအဲ့ငင်းချမ်းရေးကြဗျာဟာဗျစစ်မဖြစ်ကြနဲ့ညီညွတ်ကြညအခါလတ်တာမှာကလေးတွေကျွန်တော်တွေကစားခွင့်မရှိတာကြာပြီကစားခွင့်ပေးငင်းချမ်းရေးစာပေးဗျ
ညအခါလာတာကစားမလားနားမလားညအခါလာတာမှာကစားခွင့်ရှိတဲ့လူမျိုးကျွန်တော်တို့အဲ့လိုကစားခြင်းနဲ့ကလေးကျွန်တော်တည်ပြီးသားကြပြလေးပါဗျာဇွန်မန်းယုံအနီနုနဲ့နလက်သိမ့်ကျနေသည်ဆိုတာတိတ်လာတာဇွန်ဘန်းဆိုတာလေတရားဇာတကိုပြောတာဗျာကျွန်တော်အမြင်ကတော့တရားဇာတတွေစွတ်တူးတော့ဗျာဇွန်မန်းယုံအနီမှာဇွန်ပင်ကိုရေစွတ်လောင်းတယ်လို့ပေါ့လှဲပင်းကြီးကကျွံရောဗျာစွတ်ပြီးတော့ဇွန်ဘန်းတွေကျွန်တော်တို့ကတော့ရေလောင်းပြီးတော့လှဲပင်းကျွံတယ်လို့တရားဇာတတိတ်ပေါ်တဲ့တိုင်းပြည်ကတရားဇာတတွေတိတ်သုံးတော့လှဲပင်းကြီးကကျွံရောဗျာဒီသဘောကိုလည်းပြောသလားတော့မသိဘူးကျွန်တော်အိမ်ကိုလာတဲ့ဧည့်သည်အကြောင်းလည်းပြောရအောင်မယ်ဗျကျွန်တော်အိမ်လာတဲ့ဧည့်သည်အများကြီးတွေကဧည့်သည်တယောက်အကြောင်းပြောပြရစီအဲ့ဒါကတော့ကျွန်တော်ရဲ့ငငယ်တုန်းကဆရာပါအဲ့ဒီဆရာကျွန်တော်ကို၈တန်းတုန်းကပထဝီသမိုင်းနဲ့မြန်မာစာသင်ပေးတဲ့ဆရာအဲ့ဒီဆရာကမြန်မာစာလည်းသင်တော့မြန်မာစာကိုတိတ်တော်တဲ့ဆရာကျွန်တော်စာလည်းသူကဖတ်တယ်လို့သူကလည်းကျွန်တော်အမြဲတမ်းဂုဏ်ယူတာအဲ့ဒီဆရာကျွန်တော်အိမ်လာတော့အဲ့ဒီဆရာကိုမြင်လိုက်တာနဲ့ကျွန်တော်ငယ်ဘဝကိုပြေးတရအဲ့ဒီဆရာပထဝီသင်တုန်းကအကြောင်းလေးကျွန်တော်ပြောပြခြင်းလို့ကျွန်တော်၈တန်းကျောင်းသားဘဝတုန်းကရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဝန်ခံရရင်ပထဝီဆိုတာတော်တော်ကြက်ရခက်တာဗျပုံနေလဲဆွဲရကျွန်တော်စိတ်မဝင်စားဘူးဆရာကပထဝီသင်သိတ်ကောင်းတာမြန်မာနိုင်ငံမြေပုံစဆွဲတာဘယ်နာစဆွဲလဲဗျမြန်မာနိုင်ငံမြေပုံဆွဲရင်ရခိုင်ကမ်းရိုးတန်းကစဆွဲမှတ်ထားကွာမြေပုံကိုဆွဲရင်ရခိုင်ကမ်းရိုးတန်းကစဆွဲရတယ်ကွာဟုတ်လားကမ်းရိုးတန်းကွာဟုတ်လားကတော့ AR တိုင်းကွာဟုတ်လားမွန်ပြည်နယ်ကွာဒီနားလေးမှာရခိုင်လူမျိုးတွေကရင်နေမင်းသိတော့ကွာမွန်နေတို့မြန်မာတွေနေကြတာကွာမြေပုံကြီးသူဆွဲတာတိတ်လာတဲ့တိုင်းပြည်ကွာမင်းပင်လဲပိုင်တဲ့တိုင်းပြည်ကဘာမှရှားတယ်ကွာမင်းနီပေါဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကွာမင်းဘူတန်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကွာလာအိုပင်လဲမပိုင်ဘူးကွာယူနန်မွန်ဂိုလီးယားပင်လဲမပိုင်ဘူးကွာငါတို့ကပင်လဲပြင်းကြီးပိုင်တဲ့တိုင်းပြည်တိတ်လာတဲ့တိုင်းပြည်ကွာငငယ်တော်စကားများတာပဲလို့ထင်တာဟုတ်တယ်တော်လာတဲ့တိုင်းပြည်လူတွေနားလည်အောင်ပြောမယ်ဗျာဟိုလမ်းကြိုလမ်းကြားအိမ်နဲ့ဟောဒီလမ်းမကြီးပေါ်ကအိမ်ဘယ်ရက်ပိုဈေးကောက်ရမလဲကျွန်တော်တိုင်းပြည်ကလမ်းမပေါ်ကအိမ်မျိုးဗျချောင်းကြိုချောင်းကြားအိမ်မဟုတ်ဘူးဒါကိုပြောတာပင်လဲပြင်းကြီးပိုင်တယ်ဆိုတော့ဟောလာမေခဟောလာမလီကဟောလာအေယာဝရီမြင်လာဟောလာစစ်ချင်းတွင်းကတာစစ်တောင်းတာတန်းလွင်မင်းဒီချင်းတွင်းတို့အေယာဝရီတို့မေခမလီကတို့စစ်တောင်းတို့ကငါတို့တိုင်းပြည်ကိုပိုင်မြင့်တန်လွင်ရတော့ကွာနိုင်ငံတွေအများကြီးပိုင်တာပေါ့ဟောလာကျွန်းတစ်တော်တွေကွာဟောလာဖားကန်ကြောက်စိမ့်ကွာဟောလာတော့ဟေးမိုးကုတ်ဗရမ ्या မြေကွာဆရာတော်ခဲမပြူအပြိုင်နာပထဝီထုံးစံတင်တာပေါ့ဗျာပြီးလက်ပြီးတော့မြေပုံဆွဲဆိုပြီးတော့ဆရာခိုင်းတာကျွန်တော်တို့ကလည်းဆရာခိုင်းတော့ဆွဲရတာပေါ့ခဲရနေချွန်ညာဆွဲကြအတန်းထဲမှာကျောင်းသားအစိတ်လောက်ရှိတယ်ကျွန်တော်အရင်ပြီးတာကျွန်တော်သွားပြဆရာအဲ့ဆရာကျွန်တော်လာတယ်ဆရာမြင်မှသတိရတာသွားပြတော့ဆရာကျွန်တော်မြေပုံနဲ့ကျွန်တော်ကိုမော့ကြည့်ပြီးတော့သူကပြုံးပြုံးလေးကြည့်တာမင်းတိုင်းပြည်မချစ်ဘူးလားခမရလို့မင်းမြေပုံကြည့်အောင်ဗျာလို့လက်နီးစုပ်လှမ်းထားတယ်လို့ပဲကျွန်တော်ဆွဲတဲ့ပုံကြီးကမလားမပဖြစ်နေတာကိုတေချာလက်စစ်ကိုဟဲ့မောင်ဖုံးနဲ့ခမရလို့မင်းအေယာဝတီမြစ်ကရေတတိရှိတော်တယ်ကွာမင်းတေချာချာဖိတ်ပြီးတော့ဆွဲမှာပေါ့ကွာတေချာဖိတ်ဆွဲတယ်ဟာအခုမှကြည့်မိတာမေခနဲ့မေလိခလည်းမပါဘူးကွာလေမင်းနဲ့ဟာမင်းတော်တော်တိုင်းပြည်ဖြတ်တဲ့ကောင်ပဲကွာတဲ့ကျွန်တော်နောက်ကိုကြည့်တော့ကျွန်တော်တကယ်ကြီးမြောက်ဝင်းနောက်ရောက်လာတော့ဆရာအမှန်ချစ်တယ်သူ့လက်မှတ်ထိုးပြီးတော့ကျွန်တော်ကိုသူကစာလေးရေးပေးတာပြည်ဖြတ်သူတဲ့ကျွန်တော်ကလည်းကျွန်တော်ကိုပြည်ဖြတ်သူလို့ပြောတော့စိတ်ထဲမှာတော့တော်တော်အောက်တက်တက်ဖြစ်တယ်ဗျအဲ့ဒီပြည်ဖြတ်သူဆိုတော့တငယ်ချင်းတွေသိမှကျွန်တော်တိတ်ကြောက်တာအဲ့ဒီမြေပုံလေးကိုကျွန်တော်ချက်ချင်းပဲလှမ်းပြီးတော့မသိကြအောင်ဆိုတော့ပြန်ဆွဲတာကျွန်တော်တန်းလုံးကပြည်ဖြတ်သူလို့သိမှကျွန်တော်တိတ်ကြောက်တာကျွန်တော်တကယ်ကြီးမြောင်ဝင်ကျွန်တော်လှမ်းပြီးတော့နားဆိုတာဒီကောင်ဘာပြောမလဲပေါ့ဒီကောင်မြေပုံကျွန်တော်မြင်ထားတာကိုကျွန်တော်ဘေးရကောင်ဆိုတော့ကြောက်မြောင်ဝင်နေခမရားတွေမင်းလည်းတိုင်းပြည်မချစ်ဘူးလားတဲ့ခမရားတွေမင်းပုံကြည့်အောင်နဲ့မင်းအဖွားရဲ့အောက်ခံအင်ကြီးကိုမင်းရေလျှော်လှမ်းထတာလားတဲ့ဟာတဲ့မြောင်ဝင်မင်းကပို့ဆိုးတယ်ကွာတဲ့ဖားကန်ကြောက်စိမ့်တွင်ဘရောက်သွားပြီလို့ပြောစမ်းတယ်ဒီကောင်ကမြေပုံဆွဲတော့ဖားကန်ကိုသူကအညွှန်းမတက်ခဲ့ဘူးသူကအညွှန်းမတက်ခဲ့မင်းကွာတိုင်းပြီးတော့ပြတ်တော့မှာပဲလေမင်းအညွှန်းပြန်တက်တယ်ပြန်ဆွဲလက်မထိုးပြီးတော့ပြည်ဖြတ်သူတဲ့ဒီကောင်လည်းမြောင်ဝင်နဲ့ကျွန်တော်ကခတ်တီဝင်ထိုင်တာနောက်တစ်ကောင်ဇေရသွားပြကျွန်တော်မြောင်ဝင်ကပြုံးစည်းစည်းနဲ့ဒီကောင်လှမ်းကက်ခတ်တာ
ဒီကောင်လဲကျွန်တော်တို့လိုပဲသူဆွဲတဲ့မြေပုံကတော်တော်ကိုပိမ့်ပိမ့်ရှည်ရှည်ဖြစ်ပုံရပါတယ်ဟဲ့ကောင်လဲမင်းကြည်စမ်းမင်းမြေပုံကြည်စမ်းနဲ့မင်းမြေပုံဘာလို့လဲမင်းကြည်စမ်းနဲ့ဟိုကောင်လဲကြည်တာပေါ့ဒီကောင်ဆွဲတာမှစိုးတာမိုးကုတ်လည်းမပါဘူးချင်းတွင်းလည်းမပါဘူးသူကမိုးကုတ်ဗရမ ्या မြေကြီးလည်းမရှိတော့ဘူးဇေယရေးတဲ့ချင်းတွင်းလည်းကုန်ပြီတဲ့မင်းတို့ကောင်းနေတာလူကြီးဖြစ်လို့တော့တိုင်းပြည်ပြတ်မဲ့မှတ်တယ်အဲ့ဒီမှာဆရာကလက်မထုတ်ပြီးပြည်ဖြတ်သူအတန်းထဲကအကြောင်းသားအားလုံးပြည်ဖြတ်သူကျွန်တော်အားလုံးတယောက်တယောက်မပြောပဲသိတယ်အိမ်ကနေကောင်းကောင်းဆွဲခဲ့ကြဆိုအိမ်မှာကျင့်တာနောက်နေသွားပြတော့မြေပုံလေးကလှလှလေးအညွန့်ကလည်းပြည့်စုံနေတာအေယော်ရီမြကြီးကိုလည်းခဏညို့သရေဆိုပြီးဆိုအကြီးအေယော်မြကြီးအမေခမလီကအကုန်လုံးသူအဲ့ကြပြည်ချစ်သူအမေအဲ့ကြတော့မြင်အောင်ကျွန်တော်တို့ကပြတာတိတ်တော်တဲ့ဆရာတွေဒီမှာကျောင်းဆရာဆရာမတွေပိုင်းအတူယူတင်တယ်အဲ့ဒီလိုတင်ဖို့ဘယ်သူမှမညွန်ကြဘူးတိုင်းပြည်ကိုချစ်တတ်အောင်တင်ပေးတာအဲ့ဒီလိုတင်ကြားခြင်းခံခဲ့ရတဲ့ကျွန်တော်တို့ကတိုင်းပြည်ကိုချစ်တတ်တယ်မြေပုံလေးဆွဲတာကိုတိုင်းပြည်ကိုလူမျိုးကိုတိုင်းပြည်လှကြောင်းကိုလူမျိုးတွေအားသာချက်ကိုထက်ပေးတင်တာကျွန်တော်ပြည်ဖြတ်သူဆိုတဲ့ဟာလေးကိုအဲ့ဒါလေးမှတ်ထားဆရာအိမ်ရောက်တော့ကျွန်တော်အိမ်မှာမြေပုံကားကြကြီးရှိတယ်ဟဲ့ကောင်ကွာလေမင်းကိုဒီအချိန်မှာမင်းတို့လိုအရွယ်တွေကွာငါတပည့်တွေလည်းအရာရှိတွေဖြစ်နေပါပြီကွာမြေပုံဆွဲပြီးအညွန့်တဲ့ခိုင်းအညွန့်မှာပြည့်စုံပါအောင်မလားမသိပါဘူးကွာတဲ့ဆရာအဲ့ဒါနဲ့ဆရာနဲ့ကျွန်တော်တို့စကားပြောရင်လည်းကဘာမကြေတချင်းကိုရောက်သွားတယ်ကျွန်တော်ကဘာမကြေတချင်းဆိုမပြတော့ပါဘူးစာရေးဆရာတော်များများဆိုပြကြမှာပါအဲ့ဒီထဲကတိတ်ကောင်းတဲ့နေရာ2နေရာရှိတယ်တဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေးပါညာထားလိုက်တော့နောက်နားလေးရလေပြည်ထောင်စုအမွေအမြဲတည်တံ့စေအဋိဌံပြုမလဲထိမ့်သိမ့်စို့လေအမွေထိမ့်သိမ့်စို့လေအမွေဆိုတာရောင်းချဖို့မဟုတ်ဘူးထိမ့်သိမ့်ဖို့ဗျာတချင်းတောင်သဘောပေါက်ရလားမသိပါဘူးဗျာကဘာမကြေးဗမာအဲ့ဒါပဲတို့ဘုရားမွေးစင်းမချင်းမြန်တို့ပဲကျွန်တော်အတန်နေအတန်သားနဲ့မဆိုတာနောက်ဆရာတွေပြောရင်တို့ဘုခြံထားခြင်းလို့ပါနော်ပြည်ထောင်စုကိုအသက်ပေးလို့တို့ကာကွယ်မလေးအသက်အကြောင်းပြောခြင်းနဲ့ဗျဘိုးကျော်အဆန်းတို့ခေတ္တကတော့ဟုတ်တယ်ဗျရင်ပတ်ကြီးကိုတနက်ကြီးမှန်ဒိန်းဆိုတေးရတာဗျအသက်နဲ့ဟုတ်တယ်ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့အဖေတွေဒုတိယကမ္ဘာစစ်မှာနေကျက်တိုက်ထုတ်ခဲ့ကြတာတကယ်အသက်ပေးရတာဒီခေတ်မှာအဲ့လိုအသက်ပေးစရာမလိုဘူးလို့ဖြစ်နေတယ်အဲ့ဒီလိုနေမှာအသက်ကိုအတိတ်ပဲတစ်မျိုးပြန်ရမယ်ဒီချိန်မှာတိုင်းပြည်ရဲ့အသက်လူတယောက်ရဲ့အသက်ပေးတယ်ဆိုတာဘာလဲအသက်ဆိုတာအကျင့်စာရိတ္တပြောတာဗျကျွန်တော်တို့တိုင်းပြည်မှာအကျင့်စာရိတ္တမွဲတဲ့နေ့တိုင်းပြည်ပြတ်မယ်လို့ပြောတာပြည်တော်စုကိုအသက်ပေးဆိုတာစာရိတ္တကောင်းဖို့လိုတယ်လို့ပြောတာပြည်တော်စုကြီးကိုကျွန်တော်တို့ကစာရိတ္တမန်တိုင်နဲ့ကြံ့ကြံ့ခိုင်ခိုင်ကာကွယ်မှရမှာစာရိတ္တမကောင်းလို့တော့ပြတ်မယ်တချင်းသာဆိုနေတာပြည်တော်စုကိုအသက်ပေးလို့ဆိုရင်ကျွန်တော်တို့အသက်ဆိုတာတစ်ပင်အသက်ဟာအမြင့်လူတယောက်ကအသက်ဟာဇာရိတတိုင်းပြည်အသက်ဟာဇာရိတဟောအောက်ကနေဟောတက်တီဇာရိတကောင်းမှတိုင်းပြည်ကိုကာကွယ်ရရောက်မယ်ဒါပဲကျွန်တော်ပြောတနာရီနဲ့3မိနစ်ရှိသွားပြီကျွန်တော်အိမ်မှာရှိတဲ့ပစ္စည်းလေးအကြောင်းလည်းပြောဦးမယ်ကျွန်တော်အိမ်မှာစာအုပ်စင်ရှိတယ်အိမ်တအိမ်ရဲ့ချက်သေးရစာအုပ်စင်ဗျတိုင်းပြည်တပြည်ရဲ့ချက်သေးရစာကြည့်လိုက်ဗျခုစာကြည့်လိုက်အများကြီးပါ9000ကျော်ရှိတယ်လို့တော့ပြောတာပဲစာအုပ်900မကုန်တာတော့လေအံ့ဩစရာပဲကျွန်တော်အိမ်မှာစာအုပ်စင်ရှိတယ်အိမ်တိုင်ကိုဝင်သွားရင်ဒီအိမ်ဟာဘယ်လိုအိမ်လဲသိချင်းစာအုပ်စင်ရှိမရှိကြည့်စာအုပ်စင်ရှိရင်ဘယ်လိုစာအုပ်ဖတ်တယ်လဲကြည့်ရင်ဒီအိမ်အစင်တန်းကိုသိနိုင်တယ်ဆရာတော်များကိုမြင်လို့ပါကျောင်းတွေကိုသွားကြည့်ပါဆရာတော်များရဲ့နောက်မှာဗီဒီယိုကြီးထဲမှာစာအုပ်တွေရှိတယ်ဆရာတော်တွေစာတအားဖတ်တာကျွန်တော်တိုင်းပြည်နဲ့လူမျိုးကစာတအားဖတ်တဲ့လူမျိုးနော်အခုမှနဲလာတာစာဖတ်တဲ့လူတွေရဟန်းတော်များနေတဲ့ကျောင်းကိုသွားကြည့်လိုက်စာအုပ်တွေစာတအားဖတ်ရတာစာတအုပ်ဖတ်ရင်ဖတ်တော့တန်ဖိုးရှိတယ်ကျွန်တော်အရင်စာအုပ်တွေကြည့်ပြီးကျွန်တော်တခုစဉ်းစားမိတာလူတွေကလေလူဘဝကိုစာအုပ်ကြီးနဲ့ကျွန်တော်မြင်ကြည့်တယ်တစ်နှစ်ကိုစာမျက်နှာတစ်မျက်နှာလို့ပဲစဉ်းစားကြည့်အောင်ကျွန်တော်အသက်52နှစ်ကျွန်တော်52မျက်နှာရှိတဲ့ဝတ္ထုလေးတစ်ပုဒ်ပေါ့မြတ်ဗုဒ္ဓကတော့စာမျက်နှာ80ရှိတဲ့ဝတ္ထုလေးတစ်အုပ်ပေါ့ဘိုလ်ချုပ်အောင်ဆန်းတော့32မျက်နှာပဲရှိတဲ့ဝတ္ထုလေးပေါ့လူတွေဟာစာအုပ်စင်ပေါ်စာအုပ်တွေနဲ့တူတယ်တချို့စာအုပ်ကြီးကတော့ထူတော့ထူပါရဲ့ဖတ်ချင်စပွဲမရှိဘူး
အမေတချို့စာအုပ်ကြတော့လေစာမျက်နှာသာ32မျက်နှာတဲ့ဘယ်အချိန်ဖတ်လွမ်းလိုက်တာမြတ်ဗုဒ္ဓတတ်တော်80စာမျက်နှာ80ရှိတယ်အနိုင်မဲ့ဘဝကြီးကိုသူဖော်ထုတ်သွားတယ်ကိုယ့်ရဲ့စာအုပ်ထူချင်းပါချင်းတဲ့ကိုယ့်ရဲ့စာအုပ်ကိုကိုသားသမီးမြည်မြစ်တရားမှာကြိုင်မကြည့်ရဲ့လှမ်းမကြည့်ရဲ့ဘူးဆိုရင်တော့စာအုပ်ဖြစ်ရတာစာအုပ်စင်ပေါ်မှာရှုံးပါတယ်ဗျာကျွန်တော်ကနေဂျာစီအကြောင်းလည်းပြောအောင်မယ်ဗျကျွန်တော်ကဆက်လိတ်မတောက်တတ်ဘူးကြွားတာမဟုတ်ပါဘူးကျွန်တော်ကွန်းမစားတတ်ဘူးအိမ်လာတဲ့ဧည့်သည်တွေကိုဆက်လိတ်တို့ကွန်းတို့ချဖို့ကျွန်တော်အမြဲမေ့တယ်အိမ်မှာမီးချစ်တွေပါလေတော်တော်ရှားတယ်အိမ်မှာမီးမိုးတဲ့နေရာမီးချစ်သုံးတာကျွန်တော်အိမ်လာတဲ့ဧည့်သည်တွေကိုကျွန်တော်နေဂျာစီကျွေးတယ်ဗျစကားပြောရင်အပြင်းပြအောင်လို့နေဂျာစီစားပြီးရင်နေဂျာစီထဲကိုအမိုက်ကလေးအမိုက်ခွက်ပေးတာပေါ့နော်တဲ့ကြအိမ်လာတဲ့ဧည့်သည်တွေကလေးပါတော့ကလေးကနေဂျာစီစားပြီးအမိုက်တွေကိုကျမ်းပြင်ပေါ်ချတော့သူ့အဖေကသူ့ကိုယ်တိုင်တင်းရင်းနဲ့တငယ်ရင်းနဲ့အမိုက်အချောင်းရောက်တာအမိုက်ဆိုတာတင်းရတယ်ကွာအမိုက်ဆိုတာတင်းရတယ်လို့ပြောရင်စိတ်ကဘရောက်သွားလဲဆိုတော့ဟုတ်တယ်ဗျအဖေတွေခင်ဗျားတို့အမိုက်မရှုပ်ခဲ့ကြနဲ့အဖေတွေရှုပ်ခဲ့တဲ့အမိုက်တွေကသားသမီးတွေတင်းရတယ်ဗျဥပမာအဖေတွေမယံငယ်ယူရင်သားသမီးတွေအဖေမယံငယ်ကိစ္စလိုက်တင်းရတယ်ဗျအဲ့လိုပြောရင်ဒီကောက်အဖေကမယံငယ်ရှိတာဟုတ်ပြောရင်ဘရောက်သွားလဲဆိုတော့အေးကွာကြည်စမ်းမအောင်အော်တာယာဝရီမင်းကြီးနဲ့ပကံမင်းရှုပ်ခဲ့တဲ့အမတ်မင်းတုံမင်းမသိမ့်နိုင်ဘူးမင်းတုံမင်းရှုပ်ခဲ့တဲ့အမတ်တီဘောမင်းမသိမ့်နိုင်ဘူးကောင်းပေါင်ခစ်တစ်ခေလုံးအမတ်ဘိုလ်ချုပ်အောင်ဆန်းနိုင်တဲ့လောက်သိမ့်တာပြီးမသွားဘူးဟာဒီအမိုက်တွေသာငါတို့ဆက်ပြီးသိမ့်နေရရင်ငါတို့ဒီအမိုက်ပုံထဲမှာအသက်ထွက်ရုံပဲရှိတော့တယ်ဒီကနေ့ဒီအမိုက်ဘယ်လိုရှင်းရမလဲလို့အဖြေကိုမပေါ်သေးပါဘူးနေကြစီလေးပေါ်ကစဉ်းစားတာဟုတ်တယ်အမိုက်မရှုပ်တင်ဘူးကျွန်တော်တို့မှာရှင်းရမယ်အမိုက်ပုံကြီးအကြီးပဲဘယ်လိုရှင်းရမှန်းကိုမသိဘူးဗျတရက်ကျတော့ကျွန်တော်အိမ်ကိုလာတဲ့ဧည့်သည်တယောက်ကကျွန်တော်လည်းကြီးပါတယ်3-4နှစ်လောက်တငယ်ချင်းပါပဲကျွန်တော်အိမ်မှာရွှေငါးလေးမွေးထားတာသမီးလေးကရွှေငါးလေးကိုအစာကျွေးရင်းနဲ့ရွှေငါးကိစ္စပြောတာတငယ်ချင်းမောင်ဖုံးရေးတဲ့ရွှေငါးနဲ့နာမည်လေးရတာလှတာတဲ့တိတ်တနာစရာကောင်းတာဘာလို့လဲကွာလို့မင်းစဉ်းစားကြည့်စမ်းတဲ့2ပေ3ပေ4ပေပတ်လဲမှန်ကန်လေးထဲမှာမင်းရေရလဲပုံသေးတဲ့အောက်ဆီဂျင်အတုတဏ္ဍာကြောက်တန်းအတုသူများပေးသမျှကျွေးသမျှစားပြီးသူ့ကိုယ်သူရွှေငါးနဲ့ဖင်ကောင်းကျဲနေတာတဲ့မင်းမသိလို့တဲ့ငါတို့တငယ်ချင်းတွေထဲမှာလဲရွှေငါးတွေအများကြီးပဲသူပြောတာနဲ့ကိုတောင်ပြုံးသွားတယ်ဗျဒါနဲ့ကျွန်တော်အဲ့ဒီနေရာစာရွှေငါးမမွေးတော့ပြောရအောင်မယ်တရက်ကြတော့ရုပ်ရှင်မင်းသားဒွေသေးရောဗျဒွေသေးတော့အေးရမိန်းမကလည်းမိန်းမဆိုတော့မင်းသားကြိုက်တာပေါ့ဗျာကျွန်တော်မိန်းမကလည်းဒွေကြိုက်သလိုကျွန်တော်တငယ်ချင်းမိန်းမကလည်းဒွေကြိုက်တော့ဒွေအကြောင်းရောက်သွားရင်လည်းတငယ်ချင်းတွေအေးဧကန်းထဲမှာစကားပြောပြကြဟိတ်ကောင်ကွာတယ်ဒွေကအသက်40နှစ်မှာတည်သားကွာတယ်အေးကွာလို့ဒွေနောက်ကခိတ္တလူပြီလို့ထိုင်ကောင်းမယ်ထင်တယ်ကွာဒီကောင်လောကခဏလေးရောက်လာတာဥပမာစင်ကာပူမှာနေရင်ခိတ္တစင်ကာပူဟောင်ကောင်မှာနေခိတ္တဟောင်ကောင်ခိတ္တဂျပန်ခိတ္တအမေရိကန်ခိတ္တဝါရှင်တန်ရေးတယ်လို့ဒွေခိတ္တလူပြီမောင်ဖောင်းခိတ္တလူပြီမကြော်ရင်မြင့်ခိတ္တလူပြီဒါမျိုးဟုတ်ပြီလားခိတ္တလူပြီထက်ကြည့်အောင်ကွာလို့ငါတို့ခိတ္တခဏရောက်လာဟုတ်သားပဲကွာလို့ဟုတ်တယ်ကွာလို့ဒါပြည့်ကွာခိတ္တလူပြီထက်ကြည့်အောင်ထက်ကွာလို့မြတ်ဗုဒ္ဓခိတ္တလူပြီရှင်သာရိပုတ္တရာခိတ္တလူပြီထေဝရခိတ္တလူပြီရှင်အရဟံခိတ္တလူပြီအနောယထာမင်းခိတ္တလူပြီကျန်စင်မင်းခိတ္တလူပြီဘယင်းအောင်ကျော်ထင်းတော်ယထာခိတ္တလူပြီအလောဘယမင်းခိတ္တလူပြီမဟာဗန္ဓုလခိတ္တလူပြီမင်းတောင်းမင်းခိတ္တလူပြီတီဘောမင်းခိတ္တလူပြီဘောချုပ်အောင်ဆန်းခိတ္တလူပြီကျန်တာကျွန်တော်မပြောတော့ဘူးဗျခိတ္တလူပြီလို့ပြောပေမဲ့လည်းခိတ္တတန်ဖိုးခြင်းတော့မတူပြန်ဘူးဗျမြတ်ဗုဒ္ဓရဲ့ခိတ္တနဲ့ဒေဝရရဲ့ခိတ္တဘာမှမဆိုင်ဘူးဘိုလ်ချုပ်အောင်ဆန်းရဲ့ခိတ္တနဲ့ဒွေခိတ္တဘာမှမဆိုင်ဘူး
Kitaချင်းတူပေမဲ့ခိတ္တမှာလည်းတန်ဖိုးရှိတယ်နော်အတ္တတွေမာနတွေလောဘတွေကိလေသာတွေနဲ့ဖွဲ့စည်းတဲ့ခိတ္တကလူနဲ့လူသမိုင်းကိုဒုက္ခပေးတတ်တယ်အများအကျိုးဆောင်ရွက်ခြင်းလောကကောင်းကျိုးစောင့်ရှောက်ခြင်းခိတ္တတွေကသမိုင်းမှာရေရှည်ထင်ရှားကြတယ်တွေရဲ့နာရေးကြော်ညာနောက်မှာခိတ္တလူပြည်ထက်ကြည့်တယ်လို့ဒီပရိသတ်ကြီးများလဲကိုခိတ္တလူပြည်လို့ထက်ကြည့်လိုက်ကိုခိတ္တတန်ဖိုးကိုဘာသာကိုအိမ်မှာတွေ့ကြည့်ပါကျွန်တော်တို့ခိတ္တဘလောက်များတန်ဖိုးရှိတယ်လေပြောအောင်မယ်ဗျတရက်ကြတော့အလှူသွားတော့ဖဏအကြောင်းပြောခြင်းလို့ပါမြန်မာထုံးစံအတိုင်းဖဏပြောက်တယ်ဗျမမစီကန်းရှိတာကျွန်တော်လည်းကျွန်တော်တငယ်ချင်းတွေပေးတဲ့ထုံးစံအတိုင်းဖဏမပြောက်အောင်ဘယ်ဘက်ကိုတစ်ဖက်ညာဘက်ကိုတစ်ဖက်လွတ်ပြပြီးမှကျွန်တော်အလှူထဲဝင်တာဒါပေမဲ့ပြောက်တယ်အပြန်ကြတော့ဖဏကတစ်ဖက်ပြောက်တာတစ်ဖက်ရှာတွေ့တယ်ဘယ်ဘက်ဖဏကြီးပဲတွေ့ညာဘက်ကမတွေ့ဘူးဒါနဲ့အိမ်ရမိသားစုလည်းပါတယ်ကဲကျွန်တော်ဖဏလွတ်ပြကွာဆိုပြီးတော့ကားမောင်းရင်းနဲ့ဖဏမပါပဲကားမောင်းရင်းနဲ့ကျွန်တော်ဖဏအကြောင်းစဉ်းစားဟာဘယ်ဘက်နဲ့ညာဘက်ကဘယ်ဘက်မရှိရင်ညာဘက်ကတန်ဖို့မရှိတော့ဘူးဗျညာဘက်မရှိရင်လည်းဘယ်ဘက်ကတန်ဖို့မရှိဘူးညာဘက်ဟာဘယ်ဘက်ရှိလို့ဂုံရှိနေတာဗျဘယ်ဘက်ကလည်းညာဘက်ရှိလို့တန်ဖို့တက်နေတာဗျဖဏရဲ့ဘယ်ဘက်နဲ့ညာဘက်ကလုံးဝစန့်ကျင်ပဲကြီးနော်စန့်ကျင်တယ်ဆိုတာရန်သူမဟုတ်ဘူးစန့်ကျင်တယ်ဆိုတာမြင်တတ်ရင်ခွန်အားဘယ်ဘက်ကြောင့်ညာဘက်တန်ဖိုးရှိတာဟာကျွန်တော်တို့ကဖဏကြတော့စန့်ကျင်ပဲကြီးကိုစီးကျင်ကြတယ်ဗျာလူချင်းကြတော့အတွေးခေါ်လေးစန့်ကျင်ရင်အမြင်ချင်းစန့်ကျင်ရင်လက်သက်မခံနိုင်ဘူးဆိုတော့ဖဏမစီးပဲလမ်းလျှောက်နေတယ်လို့ဖြစ်တော့ခြေပူတာပေါ့ဗျာကျွန်တော်တို့တရက်ကြတော့ကျွန်တော်အိမ်ကိုလာတဲ့တငယ်ချင်းတွေကိုကျွန်တော်ကလက်ဖက်တုပ်ကျွေးတာဗျလက်ဖက်တုပ်ကျွေးတာဖြစ်ချင်တော့ကျွန်တော်အိမ်လာတဲ့တငယ်ချင်းတွေကရှမ်းလဲပါတယ်ကချင်လဲပါတယ်မွန်လဲပါတယ်တငယ်ချင်းတွေအိမ်မှာရင်ရွေးကြတဲ့လက်ဖက်တုပ်စားရင်းနဲ့လက်ဖက်အကြောင်းရောက်သွားတာတငယ်ချင်းကျွန်တော် geology ပါကျွန်တော် geologist တင်တာဓာတုဗေဒဒါလည်းမြန်မာနိုင်ငံရဲ့အလွဲတွေကတစ်ခုပေါ့ဗျာကျွန်တော်တကယ်ကြီးက geologist ဘောနဲ့ဘောနဲ့ဒီစင်ကာပူမှာဆိုအများကြီးပဲ Australia မှာလည်းရှိတယ်ကျွန်တော်ဒီနာဒီအရှေ့လက်ပိုင်းနိုင်ငံတွေမှာလည်းရှိတယ်တော့နိုင်ငံတကာရောက်ဖို့တော့စကားဆိုင်ရင်နဲ့လက်ဖက်ကိုတောက်စားတဲ့လူမျိုးကမ္ဘာပေါ်မှာမြန်မာပဲရှိတယ်တဲ့ကျန်တဲ့လူမျိုးကလက်ဖက်ကိုအချောက်ခံရင်တွင်းနဲ့ပြုတ်ပြီးအခါရည်အဖြစ်တောက်တာလက်ဖက်တုပ်စားတဲ့လူမျိုးကကျွန်တော်လူမျိုးတစ်မျိုးတည်းရှိတဲ့အကြောင်းပြောရင်းနဲ့လက်ဖက်တုပ်အကြောင်းရောက်သွားတာလက်ဖက်ကိုကျွန်တော်တို့တုပ်ပြီးစားရင်ဘယ်ထဲကိုထည့်စားလဲဆိုရင်ယွန်းအပေါ်မှာတင်ပြီးစားတာဗျရွှေကလေးကိုကန်ပြီးတော့တကင်းတယောက်ကပြောတယ်ဟိတ်ကောင်ကွာတယ်တိတ်အဓိပ္ပာယ်ရှိတာလက်ဖက်တုပ်ကကွာတယ်ပြောတာရှမ်းတော့ရှမ်းပြောတာကျွန်တော်တကယ်ချင်းစိုင်းဝင်းမြင့်ချီစားကွာတယ်မင်းငါမေးမယ်ကွာတယ်ဒီယွန်းအကဘယ်ရလာတာလဲတဲ့ပကံကကွာတယ်ဟာပကံလည်းမပြောပါနဲ့ကွာမြင်းကပားရွာလို့ပြောပါကွာတယ်မြင်းကပားရွာဆိုတာမင်းအနော်တာမင်းစောစပြီးတဲခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ကြီးပေါ်လက်ဖက်တင်ထားတာကွာလက်ဖက်ဘယ်ရလာလဲတဲ့စမ်းမြန်မိတာဘိုးကောင်မလားရှမ်းပြည်လို့ပြောရင်မင်းဘယ်ဟုတ်မလဲကွာလေတောင်ပေါ်ဒေသတွေကအကုန်ထွက်တယ်ကွာလက်ဖက်ဆိုတာတောင်ပေါ်ပစ္စည်းကွာမြေဘဲဆန်လေးတွေကကင်နေမြေဘဲဆန်လို့ပဲလို့ငုတ်သီးလို့ဒါတော့ကွာမြေပြန့်ကလာတာကွာလေပဇွန်ကြောက်တွေကင်နေသူကပဇွန်ကြောက်တွေကင်ပြီးသူကပြောတာဒါတော့ကွာလေမြို့ဝကျွန်းပေါ်ပေါ့ကွာလေတို့ရခိုင်လို့မြို့ဝကျွန်းပေါ်လို့မင်းတင်ရာကြီးဘက်ကလာတာကွာလေမင်းစဉ်းစားကြည့်ရင်ပထမမြန်မာနိုင်ငံတော်ကြီးပေါ်မှာတို့တိုင်းရင်းသားလူမျိုးတွေချစ်ခင်စီစီလုံးလုံးနဲ့နေခဲ့ကြတယ်အတိတ်နမဲကြီးကွာလေမင်းလက်ဖက်တုပ်စားတဲ့အစင်လားပကန်းခစ်ကြရတာဖြစ်ခဲ့ရင်ငါတို့တိုင်းရင်းသားတွေချစ်ခဲ့ကြတာနှစ်1000မကားရှိပြီကွာစပ်ပြီးချစ်ဖို့လိုတယ်ကွာအေးကွာအကြောင်းတစ်ခုကိုကြောင့်တစ်ခုဖြစ်တော့လက်ဖက်တုပ်တော့ဘယ်စားတော့မလဲကွာငါတို့တော့လက်ဖက်တုပ်ကိုထားပါတာစားချင်တယ်ကျွန်တော်တငယ်ချင်းတွေအသက်50တော့အသွေးရအသားနဲ့အယိုးရလာတဲ့စကားလက်ဖက်တုပ်နဲ့ကြောင်းမှာကန်တင်းမှာလက်ဖက်တုပ်နဲ့ထမင်းစားခဲ့ဘူးတဲ့တငယ်ချင်းတွေလက်ဖက်တပွဲကိုကြည့်ရင်ကျွန်တော်တို့လူမျိုးတွေချစ်ခဲ့ကြတာကိုကျွန်တော်တို့သိတဲ့နဲ့အဲ့ဒီစကားလဲကြားရောကျွန်တော်အဖေကမနေနိုင်ဘူးဗျအေးတဲ့ငါပုံမြင်လေးတစ်ပုဒ်ပြောပြမယ်အဖေကကျွန်တော်အဖေဆုံးသွားပါပြီကျွန်တော်အဖေကဝန်ထမ်းပါရုံးဆေးပါအဖေကငါပြောပြမယ်တဲ့
ငါပြောတဲ့ပုံမြင်လေးကအဓိပ္ပာယ်ရှိတယ်ကွာတဲ့ငါတို့လူမျိုးတွေကမကောင်းဘူးကွာတယောက်မှမကောင်းဘူးတဲ့ငါလည်းမကောင်းဘူးဘယ်သူမှမကောင်းဘူးတဲ့အားလုံးကအာကာတမာနတွေနဲ့နေပြီးအသာနေခြင်းနဲ့စိတ်တွေရှိလို့အသာနေနဲ့အသေးနာတာငါပြောပြမယ်တဲ့တခါတော့ဟာကွာတဲ့ပုံမြင်လေးကိုမစဉ်းစားကွာတဲ့ပြီးရင်မင်းတို့အဖြေထုတ်ကွာငါအဖြေမပေးဘူးတဲ့တခါတော့ဟာကွာတဲ့ရေခဲနေတဲ့ရေခဲနေရရွာတရွာရှိတယ်ဗမာပြည်လို့ဆိုဟိုးမြောက်ဘက်ပိုင်းကရွာတရွာပေါ့ကွာတဲ့တနေ့မှာ10လ17လလောက်ရေခဲတာနေအောင်ကြီးမြင်မဲ့ရေခဲနေရထူးဆန်းတာကွာတဲ့အဲ့ဒီဒေတာ4နှစ်ကိုတစ်ချိန်5နှစ်ကိုတစ်ချိန်ရေခဲမုန်တိုင်းနှင်းမုန်တိုင်းတွေကြပြီးရေခဲတောင်တွေပြိုရင်ရွာပြက်တယ်ကွာတဲ့အဲ့ဒီလိုရေခဲမုန်တိုင်းကြလို့ရှိရင်ဒီရွာသူရွာသားတွေကသူတို့အသက်ရှင်တန်ဖို့အတွက်ပြေးကြလွှားကြရတယ်ကျွန်တော်အဖေကလက်ဖက်တုပ်အချောင်းပြောနေရောက်လာတာနော်အဖေဆိုတော့နားထောင်ရတာပေါ့ဗျာအဲ့ဒီလိုပြေးတဲ့အခါတဲ့ငါတို့ကလောင်းကုတ်အင်ကြီးကိုဝစ်ကြတယ်အဲ့ဒီရွာသားတွေကလောင်းကုတ်အရှည်ကြီးကိုဝစ်ပြီးရင်ထင်းစားတွေကိုထက်ပြီးရင်ထင်းရှူးစီထက်ပြီးရင်မီးချစ်ထက်ပြီးရင်အသားချနနောက်သားတွေပေါ့နော်တောကောင်သားအချောက်တွေထက်ပြီးတော့ပြေးရတာတောတွေကဂူရှိအရောက်ပြေးရတာအားလုံးကရေခဲမုန်တိုင်းတွေကြပြေးရတာဂူထဲရောက်ပြီဆိုရင်ရှိတဲ့ထင်းနဲ့မီးဖို့ပြီးတော့2ရက်လောက်ဂူထဲမှာနေမုန်တိုင်းဆဲမှာပြန်ထွက်လာသူတို့ဒေတာရဲ့ delay ကွာအဲ့ဒီလိုနဲ့ကွာတဲ့တခါကျရေခဲမုန်တိုင်းကြီးကြပါလေရောတဲ့ကြတော့ရွာသူရွာသားတွေကဘာဝဲကြတော့1လောင်းကုတ်2ထင်း3ထင်းရှူးစီ4မီးချစ်5နောက်သားအသားကြောက်တွေပြေးကြတာပေါ့ကွာမောင်မဲတဲ့ကေကြပါတော့မူကြပါသူ့ကိုမသိကိုသူအမောင်နဲ့ပြေးဂူထဲရောက်တော့ရှိတဲ့ထင်းကိုထုတ်ပြီးမီးဖို့ပြီးလူတယောက်ကအိတ်လိုက်တယ်တဲ့အဲ့ဒီလိုအိတ်နေရင်းနဲ့ကွာတဲ့မီးဖို့ထားတဲ့ထင်းကလောင်စာနဲ့ဆိုတဖြည်းဖြည်းချင်းမီးအားနဲလာတာကွာမီးအားနဲတော့အချမ်းကဲလာတာပေါ့ဒါနဲ့ထင်းထဲအုံးမဆိုပြီးအိတ်မုံစုံမနဲ့မျက်လုံးလေးကိုဖျဲကြည့်ပြီးတော့ထင်းလေးကိုသူကထုတ်လိုက်တာအဲ့ဒီအချိန်မှာသူ့ဘေးနားမှာလူ9ယောက်အိတ်နာသူမြင်တာအော်ငါတို့ရွာသားတွေနေမှာပါပေါ့သူထင်းထက်မယ်လို့အလုပ်သူနဲ့မျက်နှာချင်းဆိုင်လူပါလေသူလိုပဲချမ်းလို့နိုးလာပြီးထင်းထက်မယ်လို့အလုပ်တယောက်မျက်နှာချင်းဆိုင်တွေ့ရင်းနဲ့ဒေါသထွက်သွားတာဟိုဘက်လူကပထမလူကိုကြည့်ပြီးဟာဒီကောင်ရွာလူကြီးငါတို့မြေတွေမတရားသိမ့်တဲ့အခါငါထင်းထက်ရင်ဒီကောင်နှွေးမယ်ဘာမှလည်းမတက်ဖဲဆရာတော်လုပ်တဲ့အခါသူ့အမျိုးအတွက်ပဲသိတဲ့ကောင်အမျိုးကောင်းစားရေးလုပ်နေတာအများကောင်းစားရေးလုပ်တဲ့ကောင်မဟုတ်ဘူးငါထင်းထက်ရင်ရွာလူကြီးနှွေးတော့မယ်ထဲဦးဟဲ့တပည့်လူကတကြီးလိုလည်းသိရောရင်ထဲကမာနနဲ့အာဃာတအမုန်းတရားထွက်လာတာတကြီးကလည်းထင်းလေးထုတ်ရင်းနဲ့အလကားရွာသားတွေစိတ်ကန့်လည်းမလိုက်နာအမိန့်လည်းမလေးစားအခွန်တုတ်လည်းမပေးခြင်းဘာမှလည်းရက်ကျိုးရွာကျိုးမသိဘာမှလည်းပူပေါင်းဆောင်ရွက်ခြင်းမရှိတဲ့ကောင်ကြီးငါထင်းထက်ရင်ဒီရွာသားတော့နှွေးသွားတော့မှထဲဦးကွာဟောလည်းမထဲဦးကွာစိတ်ထဲကပြောနေတာနှကောင်သားတခါတည်းလောင်းကုန်ကြီးကိုခေါင်းမှုခြုံပြီးကြောပေးအိတ်လိုက်ရောတဲ့2ယောက်မိရပိုနဲလာတော့ပိုအေးလာတာပေါ့နောက်တစ်ယောက်ကလည်းအိမ်မုံစုံမွားနဲ့ချမ်းချမ်းစီးစီးနဲ့ထင်းထက်မယ်လို့အလုပ်ဟိုဘက်ကကောင်ကလည်းသူလိုပဲမျက်နှာချင်းဆိုင်ကောင်ကလည်းချမ်းပြီးထင်းထက်မယ်လို့အလုပ်အိမ်မုံစုံမွားနဲ့ကြည့်လိုက်ဟာဒီကောင်နဲ့ငါလူမျိုးမတူဘူးဒီကောင်ကဘာလူမျိုးငါဘာလူမျိုးငါမြမဒီကောင်ကဘာတိုင်းရင်းသားပေါ့ဥပမာဟာလူမျိုးမတူဘူးနေအောင်လို့ရင်ထဲမှာဖြစ်နေတာငါထင်းထက်ရင်ဒီကောင်နှွေးမှာဒီကောင်နေကွာငါတို့ဘိုးကြနာကြာပြီကွာဟာဒီကောင်နေကွာငါတို့နဲ့ရံဖြစ်နေတာကြာပြီကွာထင်းထက်ရင်တော့နှွေးမှာပဲနှစ်ကောင်လုံးငါထင်းထက်ရင်ဒီကောင်နှွေးမှာငါထင်းတဲ့ဟိုကောင်နှွေးမှာထဲဦးကွာဘာဖြစ်တော့မထဲဦးကြောပေးအိတ်လိုက်တာ4ယောက်ဘယ်2ယောက်ကြံတော့လို့2ယောက်ပဲကြံတော့တအားအေးလာတော့ချမ်းသာပေါ့အေးဂထင်းထက်မယ်လို့အလုပ်အိမ်မုံစုံမွားနဲ့ကြည်တာဟာဒီကောင်ဗုဒ္ဓဘာသာပဲတပည့်ကောင်ဟာဒီကောင်ဗုဒ္ဓဘာသာမဟုတ်ဘူးသူရဲ့ငါရဲ့ဘာသာချင်းမတူဘူးအလကမိစ္ဆာဒိဋ္ဌိဗုဒ္ဓဘာသာဟိုဘက်ကိုစိတ်ရဆွဲနေတာဟိုဘက်ကကောင်လည်းအလကားကောင်နေဟိုလူခန်ဒီလူခန်နဲ့ဟုတ်တာလည်းမဟုတ်ဘူးဒီကောင်လေးထဲဝဲငါထင်းထက်ရင်ဒီကောင်နှွေးမယ်ဟိုဒီဘက်ကဗုဒ္ဓဘာသာလဲငါထင်းထက်ရင်ဒီကောင်နှွေးတော့မှာပဲထဲဦးကွာအသာနေလိုက်တာ6အောင်လို့ကြောပေးအိတ်လိုက်တာဒါနဲ့48နာရီလောက်လဲနေရောကယ်ဆယ်ရေးအဖွဲ့တွေရောက်လာဟိုဘက်ကူတွေကလူတွေကိုကယ်ထုတ်သွားတာအသက်ရှင်တဲ့လူတွေကိုဒီဘက်ကူထဲမှာတော့လေအေးခဲပြီးသေဆုံးနေတဲ့အလောင်း6လောင်းကောက်သွားရတာ
ဖွင့်ဖောက်စစ်ဆေးကြည့်တော့ကိုအင်းကြီးလဲထင်းလဲထင်းရှူးစီလဲမီးချလဲနနောက်သားလဲတင်နေတာတို့လူတွေကအကုန်အံ့ဩကြတယ်ငါသားရတဲ့အဲ့ဒါမြန်မာပြည်กว่าလောင်းကုတ်အင်ကြီးကမြန်မာပြည်နဲ့တူတယ်တဲ့ထင်းနေမိချစ်တွေထင်းရှူးစီတွေကတဘာဝဓာတ်ငွေတွေရေနံတွေနဲ့တူတယ်နနောက်သားတွေကတော့တို့နိုင်ငံရဲ့တရားစာတတွေစံရည်စပားတွေနဲ့တူတယ်ဒီလောက်ပြည့်စုံနေကြငါတို့တွေဘာလို့အိတ်ခဲ့ပြီးသေဆုံးနေကြတာလဲဆိုရင်ငါတို့ကိုစီရင်ထဲမှာရင်တွင်တရားစာတမရှိလို့တယောက်ကိုတယောက်မယုံဘူးငါတို့ကတယောက်ကိုတယောက်နားမလည်ဘူးမယုံကြည်မစိတ်ချဘူးတယောက်ငါတို့ရှင်ထဲမှာအာကာတတွေနဲ့နေသေးသေးမိဖို့ဘေးကလူတွေလိုဖြစ်နေမှာပဲငါသားတဲ့အဲ့ဒီလိုပြောသွားတဲ့အဖေလည်းတည်သွားပါပြီအဖေလည်းမြင်မသွားပါဘူးကျွန်တော်တို့လည်းစဉ်းစားသင့်တာပေါ့မိဖို့ဘေးကလူတွေလိုများဖြစ်နေမလားလို့ဒီနေရာမှာကျွန်တော်ကအိမ်နဲ့ပတ်သက်တဲ့ကြပြာလေးတစ်ပုဒ်ရွတ်ပြီးတခြင်းလေးတစ်ပုဒ်ဆိုပြီးတော့ကျွန်တော်ညီကုန်းချုပ်ပါမယ်ကျွန်တော်လိုချင်တဲ့အိမ်လေးတစ်လုံးရှိတယ်အိမ်နဲ့ဝေးတဲ့အိမ်ဝေးအိမ်ကသူ့အိမ်ကိုရကို့အိမ်ကိုကြည့်သူတို့အိမ်လိုအိမ်လေးတစ်လုံးလိုချင်တယ်အိမ်နဲ့ဝေးတဲ့အိမ်ဝေးအိမ်ကသူ့အိမ်ကိုရကို့အိမ်ကိုကြည့်သူတို့အိမ်လိုအိမ်ကလေးတစ်လုံးလိုချင်တယ်နန်းတော်ကြီးတမျှခမ်းနားစရာမလိုပါစိန်စီချေတထားစရာမလိုပါအဖေနဲ့အမေရံမဖြစ်ဖဲချစ်ခင်နေတဲ့အိမ်လေးတစ်လုံးလိုချင်တယ်အိမ်တွင်သခိုးတွေမရှိတဲ့အိမ်လေးတစ်လုံးလဲလိုချင်တယ်ကျမ်းမာရေးကောင်းပြီးပညာတတ်တဲ့မိသားစုတွေနေတဲ့နှွေးထွေးတဲ့အင်္ဂလိပ်တစ်လုံးလဲလိုချင်တယ်မောင်နှမတွေရံမဖြစ်ဖဲစီမံခန့်ခွဲမှုကောင်းတဲ့အိမ်လေးတစ်လုံးကျွန်တော်လိုချင်ပါတယ်ကျွန်တော်အိမ်က CDFN မန္တလေး FN ဖွင့်လိုက်တော့တခြင်းလေးတစ်ပုဒ်ဗျရွာလေကတရားအိုးဆိုတခြင်းလေးကြားဖို့မလားမသိဘူးကျွန်တော်အဲ့ဒီခဏနဲ့တိပြမလို့ပါတိခံပြီးနားထောင်ပေးပါနော်ဒီတခြင်းလေးကလူငယ်တွေတော့ကြားဖို့မှမထင်ဘူးဗျကျွန်တော်တို့အရွယ်ကြားဖို့တယ်ဗျရွာလေကတရားအိုးတဲ့တခါတော့ရွာလေမှာတရားကြီးတစ်ခုရှိတယ်ပေါ့တရားကြီးကပြင်တာဘယ်သူမှမပြင်ဘူးပေါ့နောက်ကြတော့သူပြင်ကိုပြင်တို့နဲ့တရားကြီးကပြင်နောက်ကြပြင်ရတခြင်းလေးပါရိုးလေးပါချိန်ကဆိုရွာလေချောင်းပြတရားအိုးလေရင်ချောင်းကြီးဆွေမြေပြိုဖျားသွားချောင်းတဲ့ဒီတရားကရှောက်ရင်ကျိုးများချလင်မလားပြိုများပြိုသွားမလားလို့ဆိုရင်စိတ်အမြဲပြိုမို့ပြင်းသူမရှိစင်သူမရှိဖြတ်ကျော်သွားသူများပြုလို့ဖြင့်နေလာခဲ့ကြနေလာရှိပြီကိုတစ်ချိန်ကဆိုရွာလေချောင်းပြတရားအိုးလေရင်ချောင်းကြီးဆွေမြေပြိုဖျားသွားကြောင်းတဲ့ဒီတရားကရှောက်ရင်ကျိုးများချလေမလားပြိုများပြိုသွားမလားလို့ဆိုရင်စိတ်အမြဲပူမို့ပြင်းသူမရှိစင်သူမရှိဖြတ်ကျော်သွားသူများဥပေက္ခပြုလို့ဖြင့်နေလာခဲ့ကြနေလာရှိပြီကိုအခုများဆိုကိုအသိကိုအတွေ့အများနဲ့ဆွေးနွေးပြောဆိုစုကပေါင်းငါဝိုင်းငါတယောက်တလက်တအားတူဆွဲတန်နဲ့ရိုက်ချက်ဘူးသူအိမ်ငါအိမ်တိတ်တစ်ချက်ပြင်တွေရသမျှကိုယူက
ရှင်ဆိုဟိုတစ်ချိန်ကတရာအခုတော့နုနေပြိုအသေးဖြစ်ပြီကိုအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးမိဖို့ဘေးကလူတွေလို့လောင်းကုန်အင်ကြီးကိုဝေ့ပြီးတော့ထဲမထဲပဲနေကြမလားအေးချမ်းသာယာဖွံ့ဖြိုးဝေစီတဲ့ကျွန်တော်တို့တည်ပြီးတဲ့နောက်ကျွန်တော်တို့မျိုးဆက်တွေကိုဘယ်လိုပတ်ဝန်းကျင်မှာထားခဲ့ခြင်းတလဲဆိုတာစဉ်းစားကြဖို့ကျွန်တော်တို့အိမ်အကြောင်းပြောရင်ကျွန်တော်စကားကိုညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးချမ်းသာကြပါစေ